နဲ့တကွာစัจ java အနန္တမှာရှိကြတဲ့နာကြပါစေလို့နှုတ်ခွန်းဆက်မေတ္တာပို့သရင်ဒီနေ့2003ခုနှစ်ဧပြီလ15ရက်တထုံမြို့နေမင်္ဂလာတောင်ချီမြတ်စိန်ကျောင်းတိုက်တွင်ဆင်ကျင်းပတဲ့ပင်စမအကြိမ်မြောက်တတိပဋ္ဌာန်ဝိပဿနာတရားစခန်းရဲ့ဓမ္မဒါနတရားအလှူအမတဒါနအမြိုက်နိဗ္ဗာန်အလှူဓမ္မတပည့်မှာအနေဝေးပြီမဲ့အဝေးနေမဟုတ်ပါလို့အမည်ပေးထားတဲ့တရားတစ်ပုဒ်နဲ့ဓမ္မဒါနတရားအလှူပေးပြီးမှဖြစ်ပါတယ်တရားအလှူရှင်အနေနဲ့တရားအလှူမပေးလူခင်တရားအလှူခံပုဂ္ဂိုလ်များအနေနဲ့တရားအလှူမခံယူခင်တရားပိုင်ရှင်ဖြစ်တော်မူတဲ့တပည့်ကြီးမြတ်စွာဘုရားရှင်ကိုထိုဘုရားရှင်ရဲ့အရဟံဂုဏ်တော်ပွားများခြင်းဖြင့်ရှိဥစွာရှိခိုးပူဇော်ကြရအောင်အလုံးလည်းလက်ဥချီထားပြီးတော့မြတ်စွာဘုရားရှင်ရဲ့အရဟံဂုဏ်တော်အတိတ်ပဲ၃မျိုးလူမျိုးကို၃ခေါက်စီညီညီညာညာပွားများလိုက်ကြပါမြတ်စွာဘုရားရှင်ရဲ့အရဟံဂုဏ်တော်ပွားများပူဇော်ပြီးပြီဖြစ်တဲ့အတွက်လက်ဥချီထားတာလေးတွေချထားပြီးတော့မျက်လုံးလေးတွေမှိတ်မထားပဲဖွင့်ထားပြီးတော့ထိုင်နေဣရိယာပုဂ္ဂိုလ်လည်းပုံစံတစ်မျိုးညောင်းရင်ပုံစံတစ်မျိုးပြောင်းပြီးတော့တက်တာတဲ့ဣရိယာပုဂ္ဂိုလ်နဲ့ချမ်းသာစွာတရားနာယူနိုင်ကြပါပြီဒီနေ့ဟောမယ့်တရားကောင်းစဉ်ကပါတယ်လေအနေဝေးပြီမဲ့အဝေးနေမဟုတ်ပါပထမနေ့တုန်းကဝေးလီကောင်းလီမနေ့ကတော့အဝေးမှမနေပါနဲ့ဒီနေ့တော့အနေဝေးပြီမဲ့အဝေးနေမဟုတ်ပါဝေးတွေကတော့နေ့တိုင်းပါလာကြည့်ပဲနော်မနေ့ကကြတော့လေဝေးဆိုတဲ့စကားလုံးပါတဲ့တရားပဲဟောအောင်မှာပါလောကမှာဘယ်သူမဆိုကိုချစ်ခင်မြတ်နိုးတဲ့သူနဲ့ကိုကြည်ညိုလေးစားတဲ့သူနဲ့အနေနီးကျင်ကြတဲ့သူတွေကြီးပါပဲဘယ်သူမှအနေမဝေးကျင်ကြပါဘူးဒါပေမဲ့ကံတရားစတဲ့အကြောင်းတရားအမျိုးမျိုးကြောင့်ကိုချစ်ခင်မြတ်နိုးတဲ့သူကိုကြည်ညိုလေးစားတဲ့သူတွေနဲ့အနေဝေးရတဲ့အဖြစ်မျိုးတွေလည်းကြုံရတတ်ပါတယ်ခေတ္တခဏအနေဝေးတာမျိုးလည်းရှိတယ်အကြာကြီးအနေဝေးတာမျိုးလည်းရှိတယ်တသက်တာလုံးဘရောမှပြန်မဆုံနိုင်တော့တဲ့ဝေးခြင်းမျိုးနဲ့ထာဝရအနေဝေးတာမျိုးလည်းရှိပါတယ်လူချင်းအနေဝေးပေမဲ့စိတ်ချင်းအနေမဝေးရင်အဝေးနေတယ်လို့မခေါ်နိုင်တော့ဘူးအရာထဲမှာလည်းပြောလိပြောထားရှိတာပါပဲလူချင်းဝေးနေပြီမဲ့စိတ်ချင်းနီးနေရင်နီးတာပါပဲလို့မပြောကြဘူးလားအဲ့ဒီစကားကတော့အများအပြားတယောက်နဲ့တယောက်တန်ရောစင်တွေ့တာပြီးတော့သူချစ်ကိုချင်းနဲ့အပြန်အလှန်ချစ်နေကြတဲ့သူတွေပြောကြတဲ့စကားပါပဲကိုကသူ့ကိုချစ်တယ်ကိုကသူ့ကိုအမြဲတမ်းတတိယနေတယ်ဆိုရင်သူဘလောက်ပဲဝေးဝေးကိုနဲ့အနေနီးနေတာပဲသူကကိုယ်ကိုချစ်တယ်ဆိုရင်လေကိုယ်ကိုတတိယလိုက်တဲ့အချိန်တိုင်းကိုနဲ့အနေနီးနေတာပဲပေါ့ငယ်ငယ်တုန်းကကြောက်ပြီးတဲ့သင်္ဆာသားလေးတစ်ခုတောင်ရှိပါတယ်ဗါတဲ့တော့စိတ်ထဲကတန်းတလိုက်ယုံလေးနဲ့ဗါတဲ့တော့ပြီးတော့စိတ်ထဲကတန်းတလိုက်ယုံလေးနဲ့ကိုဘဝရဲ့နေရာတိုင်းမှာအတဲဟုတ်ပါလားတော်ဘာဥစဉ်နဲ့ဟလာလူတွေကကိုလိုမြဝေးကြလို့တိတ်ပြီးတော့တနာကြတယ်သူတို့ပြောကြတယ်နော်လူတွေကကိုလိုမြဝေးနေလို့ဆိုလို့လူတွေတနာနေကြတယ်တကယ်တမ်းကျတော့မဝေးပါဘူးလေစိတ်ထဲကတန်းတလိုက်ယုံလေးနဲ့အမြဲတမ်းပဲနီးနေတယ်ဆိုတဲ့အဓိပ္ပာယ်ပေါ့အဲ့တော့အပြန်အလှန်အနေနီးဖို့ဆိုတာကတော့ကိုချစ်သူချစ်အပြန်အလှန်ချစ်မှပဲရမှာပါကိုကသာချစ်ပြီးတော့သူကမချစ်ရင်တော့ကိုယ်စိတ်ထဲမှာတရိယာလိုက်တိုင်းသူနဲ့အနေနီးပေမဲ့သူ့စိတ်ထဲမှာတော့ကိုယ်နဲ့အနေနီးမှာမဟုတ်ပါဘူး
သူကသာကိုယ့်ကိုချစ်ပြီးတော့ကိုကသူ့ကိုမချစ်ဘူးဆိုရင်လေသူကကိုယ့်ကိုတတိယလိုက်တဲ့အချိန်တိုင်းသူ့မှာကိုယ်နဲ့အနေနီးပြီမဲ့ကိုယ့်အတွက်ကတော့သူနဲ့အနေမနီးပါဘူးအဲ့တော့သူတတိယတာတတိမရတာသူအနေနီးတာမနီးတာကအရေးမကြီးပါဘူးကိုကချစ်တယ်ဆိုလို့ရှိရင်တော့ကိုယ်စိတ်ထဲမှာအနေနီးနေရင်ပြီးတာပဲဟုတ်လားကိုချစ်ဖို့အဓိကလားသူချစ်ဖို့အဓိကလားဖြေလဲဖြေကြအောင်မေးတာလည်းမဖြေဘူးနော်အဲ့တော့တရားနဲ့တရားတဏှာယာကကာမလို့ခေါ်တဲ့တန်ရောကာမယာကနန္ဒီယာကဆိုတဲ့အရက်ထဲကတော့တန်ရောဇင်လို့စကားလုံးလှလှနဲ့ပြောတာပေါ့လေအဲ့တော့တရားကိုတရားမခွနဲ့မခေါ်ရချစ်ကြတဲ့ချင်းမျိုးအမြဲတမ်းဆုံတွေ့ခြင်းတဲ့ချင်းမျိုးနဲ့ချစ်ကြတဲ့အချစ်တွေမှာလည်းပဲလူချင်းဘလောက်ဝေဝေစိတ်ချင်းနီးနေမယ်တတိယနေမယ်တန်တနေမယ်မေတ္တာတက်ပြီးရောက်နေမယ်ဆိုရင်အနေဝေးပေမဲ့အဝေးနေမဟုတ်ဘူးလို့ပြောလို့ရတာပါပဲအဲ့တော့အဲ့ဒီတန်ရောဇင်ပိုင်းကိုခဏထားပြီးတော့သူတော်ကောင်းနေပဲအနေနဲ့ကြည့်မယ်ဆိုရင်ကိုချစ်ခင်မြတ်နိုးတဲ့သူကိုကြည်ညိုလေးစားတဲ့သူနဲ့စိတ်နေစိတ်ထားခြင်းတူမယ်ဓက္ခံသဘာဝချင်းတူမယ်ဇယိုက်လက္ခဏာချင်းတူမယ်ကျင့်ကြံနေထိုင်ပုံချင်းတူမယ်ဆိုရင်အနေဝေးပေမဲ့အဝေးနေမဟုတ်တော့ပါဘူးဒီနေ့တရားနာတွေ့တဲ့များယောဂီများကိုပြောချင်တာကတော့ဖယားနဲ့အနေဝေးပေမဲ့အဝေးနေမဟုတ်ပါဆိုတာကိုပြောချင်တာပါအဖြောင့်ပြောမယ်ဆိုရင်တော့ဖယားနဲ့နီးတဲ့လူနဲ့ဖယားနဲ့ဝေးတဲ့လူပေါ့တရားနာပိဋကများကဘုရားနဲ့နီးတဲ့လူဖြစ်ချင်တာလားဘုရားနဲ့ဝေးတဲ့လူဖြစ်ချင်တာလားနီးတဲ့လူဖြစ်ချင်ရှေ့တိုးထိုင်ကြဟုတ်လားဒီမှာဒုလဘဦးကြီးကတော့ဘုရားနဲ့နီးနေတာပေါ့တက်တော်ထင်ရှားမြတ်စွာဘုရားနဲ့ကတော့အာလုံးအနေဝေးနေကြတဲ့သူတွေကြီးပါပဲမြတ်စွာဘုရားတက်တော်ထင်ရှားမရှိတော့တဲ့အတွက်မြတ်စွာဘုရားရှိရဲ့ယုံနာခန္ဓာနဲ့တော့တတ္တဝါအလုံးအနေဝေးနေတာပါပဲဘယ်တော့မှမြတ်စွာဘုရားကိုခန္ဓာကိုယ်တိုက်ရိုက်တက်တော်ထင်ရှားနေနဲ့ဖူးတွေ့ရမှာမဟုတ်တော့ဘူးမြတ်စွာဘုရားနဲ့အနေဝေးသလားမဝေးဘူးလားဝေးတယ်လူချင်းအနေဝေးနေတယ်ခန္ဓာချင်းအနေဝေးနေတယ်ဒါပေမဲ့လူချင်းအနေဝေးပေမဲ့သဘောဓမ္မသဘောတရားအရာအဝေးနေမဟုတ်အောင်ကြိုးစားရမှာမြတ်စွာဘုရားရှင်ကငါဖျားနဲ့အနေဝေးပေမဲ့အဝေးနေမဟုတ်တဲ့ပုဂ္ဂိုလ်ဖြစ်အောင်ကြိုးစားပါလို့တိုက်တွန်းထားပါတယ်ဘယ်လိုပုဂ္ဂိုလ်မျိုးဟာအနေဝေးပေမဲ့အဝေးနေပုဂ္ဂိုလ်မဖြစ်သလဲဘယ်လိုပုဂ္ဂိုလ်မျိုးကတော့အနေနီးပေမဲ့အနီးနေပုဂ္ဂိုလ်မဖြစ်သလဲဆိုတာကိုဂါထာလေးတစ်ပုဒ်နဲ့ဟောကြားထားပါတယ်ဒုရေတန်တော်ပကာတင်တိဟိမဝန္တောဝပပတောအတန်တိထနတ္တိတန်တိရတ္တိခိတ္တယထာတရာတဲ့အဓိပ္ပာယ်ကတော့သူတော်ကောင်းပုဂ္ဂိုလ်ဟာပါဠိတိုင်းပြောမယ်ဆိုတော့တန်တပုဂ္ဂိုလ်ပေါ့တန်တလို့ခေါ်တဲ့သူတော်ကောင်းပုဂ္ဂိုလ်ဟာငါဖျားရဲ့အဝေးမှာနေပေမဲ့ဟိမောနာတောင်ကြီးကိုဘယ်နေရာကပဲကြည့်ကြည့်ကိုယ်အနီးမှာရှိတယ်လို့ထင်ရတယ်လို့ငါဖျားရဲ့ဉာဏ်တော်ထဲမှာထင်နေတဲ့အတွက်အဲ့ဒီပုဂ္ဂိုလ်ဟာငါဖျားရဲ့အနီးမှာနေတဲ့ပုဂ္ဂိုလ်ပါပဲအတန်တပုဂ္ဂိုလ်သူတော်ကောင်းမဟုတ်တဲ့ပုဂ္ဂိုလ်ဆိုရင်တော့ငါဖျားရဲ့ခြေသလုံးပေးငါဖျားရဲ့ခြေဘဝဘေးနားမှာကပ်ပြီးတော့ထိုင်းနေပေမဲ့ညမောင်မောင်မှပြစ်လွတ်လိုက်တဲ့မြားကိုဘလောက်မျက်စိအားကောင်းတဲ့သူပဲဖြစ်ဖြစ်မြင်တွေ့လို့မရတယ်လို့ငါဖျားရဲ့စိတ်ထဲငါဖျားရဲ့ဉာဏ်တော်ထဲမှာလုံးဝမပေါ်လာတဲ့အတွက်ငါဖျားနဲ့ဝေးနေတဲ့သူပါပဲတဲ့တရားနာပိဋကများသဘောပေါက်တယ်မလားပြန်ပြီးတော့ပြောပါမယ်သူတော်ကောင်းလို့ပြောရတဲ့တန်တပုဂ္ဂိုလ်လို့ပြောချင်ပါတယ်ဘာပုဂ္ဂိုလ်တွေလဲတန်တပုဂ္ဂိုလ်ဟာမြတ်စွာဘုရားရှင်နဲ့ဘလောက်ပဲဝေးဝေးဟိမောနာတောင်ကြီးကိုဘယ်နေရာကကြည့်ကြည့်အနီးကပ်မှရှိနေတဲ့လို့ထင်ရတယ်လို့မြတ်စွာဘုရားရှင်ရဲ့ဉာဏ်တော်ထဲမှာလည်းထင်နေတဲ့အတွက်အနီးနေပုဂ္ဂိုလ်ပါပဲအတန်တပုဂ္ဂိုလ်ဆိုရင်တော့မြတ်စွာဘုရားရဲ့ခြေတော်ဘိနာကတ်ထိုင်းနေပေမဲ့ညမောင်မောင်မှာညမောင်မောင်တကောင်ရံမှာပြုတ်လွတ်လိုက်တဲ့မြားကိုဘလောက်မျက်စိအားကောင်းတဲ့သူပဲဖြစ်ဖြစ်မြင်တွေ့လို့မရတယ်လို့မြတ်စွာဘုရားရှင်စိတ်ထဲဉာဏ်ထဲမှာမမြင်တွေ့တော့တဲ့အတွက်မြတ်စွာဘုရားရဲ့အဝေးနေပုဂ္ဂိုလ်ပါပဲပြောမယ်ဆိုရင်တော့တန်တပုဂ္ဂိုလ်ဆိုရင်အနေဝေးပေမဲ့အဝေးနေမဟုတ်ပါဘူးအတန်တပုဂ္ဂိုလ်ဆိုရင်တော့အနေနီးပေမဲ့အနီးနေပုဂ္ဂိုလ်မဟုတ်ပါဘူးဘယ်လိုပုဂ္ဂိုလ်မျိုးကိုတန်တပုဂ္ဂိုလ်ခေါ်တယ်လဲမြန်မာလိုတရားပြန်လဲဆိုတော့သူတော်ကောင်းလို့ပဲပြန်ရမှာပေါ့ပညာရှိသူတော်ကောင်းလို့လည်းပြန်ကြတာပါပဲသူနေရာနဲ့သူပေါ်တခြားနေရာဒီမှာပညာရှိတဲ့သူတော်ကောင်းနဲ့ခွဲထားပြီးဒီနေရာမှာတော့သူတော်ကောင်းလို့ပြောလိုက်ရင်လုံလောက်ပါတယ်သူတော်ကောင်းလို့ပြောလို့ရှိရင်လည်းပညာရှိကလည်းပါပြီးသားပါသူတော်ကောင်းဆိုတဲ့စကားလုံးကသူတော်ရဲ့သူကောင်းရဲ့နှစ်ခုပေါင်းထားတာသူတော်မှကိုကောင်းမယ်ဆိုတာသူတော်ကောင်းမဟုတ်ဘူးသူတော်တော်မတော်တော်ကိုကောင်းမှသူတော်ကောင်းဆိုတာကလည်းစကားလုံးရဲ့အသွားလာကိုကြည့်ပြီးတော့ပြောလို့ရပါတယ်ဒါထူးမှထူးတရားမှပြောခဲ့ပြီးသားပါသူတော်ရဲ့သူကောင်းရဲ့နှစ်ခုပေါင်းပြီးတော့သူတစ်လုံးကိုဖြုတ်
ရှိတုံးနဲ့မှပဲပေါင်းလိုက်ပြီးတော့သူတော်ကောင်းသူတော်ဆိုတာတော်သူပေါ့သူကောင်းဆိုတာကောင်းသူသူတော်တော်သူဆိုတာကပညာရှိတဲ့ပုဂ္ဂိုလ်ပေါ့ပညာရှိတာပေါ့သူကောင်းကောင်းသူဆိုတာကစိတ်ကောင်းနှလုံးကောင်းရှိတာဓာတ်ခံကောင်းတာအကျင့်ကောင်းတာအဲ့တော့သူတော်ကောင်းဆိုလို့ရှိရင်အတိအလိမ္မာဉာဏ်ပညာလည်းရှိတယ်စိတ်နေစိတ်ထားလည်းကောင်းတယ်မေတ္တာကရုဏာစေတနာတရားတွေလည်းပြည့်စုံတယ်ဆိုတဲ့အဓိပ္ပာယ်ပါပြီးသားပါအဲ့ဒီတန်တပုဂ္ဂိုလ်ကိုတရားသဘောတရားအရပြောမယ်ဆိုရင်တော့လေငြိမ်းအေးသူလို့လည်းအဓိပ္ပာယ်ရတန်တဆိုတာဗါတယ်လေငြိမ်းအေးသူငြိမ်းအေးတဲ့သူကိုတန်တလို့ခေါ်တာပဲကိုယ်မူရလည်းငြိမ်းအေးတယ်နှုတ်မူရလည်းငြိမ်းအေးတယ်စိတ်မူရလည်းငြိမ်းအေးတယ်ကိုယ်မူရမှလည်းကိလေသာအငွေ့တက်တဲ့အကုသိုလ်အရေးရောင်နေမရှိငြိမ်းအေးနေတယ်နှုတ်အမူရမှလည်းကိလေသာအငွေ့အတက်တဲ့အကုသိုလ်အရေးရောင်နေမရှိငြိမ်းအေးနေတယ်စိတ်အမူအရာမှလည်းကိလေသာအဝိတ္တတိမရှိအကုသိုလ်အရေးအယောင်တွေမရှိငြိမ်းအေးနေတယ်ကိုယ်နှုတ်စိတ်မှာကိလေသာအဝိတ္တတိအကုသိုလ်အရေးအယောင်တွေလုံးဝမရှိဘဲနဲ့ငြိမ်သက်နေတဲ့ပုဂ္ဂိုလ်ငြိမ်းအေးနေတဲ့ပုဂ္ဂိုလ်ကိုတန်တပုဂ္ဂိုလ်လို့ခေါ်ပါတယ်အစဉ်အမြင့်ဆုံးတန်တပုဂ္ဂိုလ်ဆိုတာကတော့ဘုရားယဟန္တာပုဂ္ဂိုလ်တွေပေါ့ယဟန္တာရှင်မြတ်တွေပေါ့ကိလေသာတွေကိုမြစ်ပြတ်ပယ်တတ်ပြီးမှပဲကိုယ်နှုတ်စိတ်ကငြိမ်းအေးတာပါငြိမ်းအေးတယ်လို့ယူလို့လည်းရတယ်ငြိမ်သက်တယ်လို့ယူလို့လည်းရတယ်တန်တဆိုတဲ့စကားလုံးကငြိမ်တယ်လို့လည်းအဓိပ္ပာယ်ထွက်တယ်ငြိမ်းတယ်လို့လည်းအဓိပ္ပာယ်ထွက်တယ်ကိလေသာရှိနေသမျှမငြိမ်ပါဘူးမငြိမ်ပါဘူးကိလေသာကင်းနေမှငြိမ်ပါတယ်ငြိမ်ပါတယ်ဒါကတော့အထွတ်ထိပ်အနေနဲ့ပြောလိုက်တာပါပဲသူ့ရဲ့တရားနဲ့အဓိပ္ပာယ်တိုင်းကြည့်မယ်ဆိုလို့ရှိရင်လည်းကိုယ်နှုတ်စိတ်မှာကိလေသာအငွေ့တတိမရှိအကုသိုလ်အရေးရောင်နေမရှိဘဲနဲ့ငြိမ်သက်အေးချမ်းနေတဲ့ပုဂ္ဂိုလ်ငြိမ်းအေးနေတဲ့ပုဂ္ဂိုလ်ကိုလည်းအနေဝေးပေမဲ့အဝေးနေမဟုတ်တဲ့ပုဂ္ဂိုလ်လို့ပြောနိုင်တာပါပဲဒီကဒါလေးကိုဖွင့်ပြတဲ့အထခရမှာတော့တန်တပုဂ္ဂိုလ်ဆိုတာဘယ်လိုပုဂ္ဂိုလ်လဲဆိုတာအင်္ဂါ၃ချက်ပြထားပါတယ်ခေါင်းစဉ်သဘောလောက်လည်းပြထားတာပေါ့ပုဗ္ဗဗုဒ္ဓိတုကတာဓိကာရပုဂ္ဂိုလ်ဥဒ္ဒနာကုသလမူလပုဂ္ဂိုလ်ဘာဝိတဘာဝနာပုဂ္ဂိုလ်တဲ့ပုဂ္ဂိုလ်၃မျိုးအဲ့လောက်ပဲပြထားတယ်ဘာရင်ညာချက်ပြီးတော့မရှင်းတော့ဘူးပေါ့နည်းနည်းလေးအာယုံပြုကြည့်ရမယ်ပုဗ္ဗဗုဒ္ဓိတုကတာဓိကာရပုဂ္ဂိုလ်ဆိုတာပုဗ္ဗဗုဒ္ဓိတုရှင်းပြရှင်ရဲ့လက်ထက်မှာကတာဓိကာရအဓိကာရကုသိုလ်ကောင်းမှုတွေပြုမှုတဲ့ပုဂ္ဂိုလ်ရှင်းပြရှင်ရဲ့လက်ထက်မှာအဓိကာရကုသိုလ်ကောင်းမှုတွေပြုခဲ့မှုတဲ့ပုဂ္ဂိုလ်တဲ့ကုသိုလ်ကောင်းမှုကဘာကုသိုလ်ကောင်းမှုလဲတော့အဓိကာရပြန်ပြောကြည့်ပါဦးအဓိကာရကတာဓိကာရဆိုတဲ့စလုံးကပါဠိနဲ့ယဉ်နေတဲ့ပုဂ္ဂိုလ်ဘာသာရေးစာပေနဲ့ဆက်ယဉ်နေတဲ့ပုဂ္ဂိုလ်ဆိုတော့သိပါတယ်ကတရဲ့အဓိကာရရဲ့အဓိကာရကုသိုလ်ဆိုတာအဓိကာရဆိုတဲ့စကားလုံးလေးကနေတစ်ဖြည်းဖြည်းလျောလာတော့အဓိကယကုသိုလ်အဓိကာရကနေအဓိကယဖြစ်သွားတာအဓိကယဆိုတော့ဘောပေါက်ပြီမလားအဓိကာရဆိုတော့ကိုယ်နဲ့ဝေးနေတယ်လို့ပဲအဓိကယကမှနားမလဲသေးဆိုတော့ထပ်ပြီးတော့စကားလုံးဆင့်ပြောင်းလာတာကအထင်ကယကုသိုလ်ကောင်းမှုတွေပြုခဲ့မှုတဲ့ပုဂ္ဂိုလ်တဲ့အဲ့တော့ရှင်းပြရှင်ရဲ့လက်ထက်မှာအထင်ကယကုသိုလ်ကောင်းမှုတွေပြုခဲ့မှုတဲ့ပုဂ္ဂိုလ်ဆိုတာတိမ်မောင်များစွာအသုံးချခံပြီးတော့အကြီးအကျယ်ပြုခဲ့တန်းခဲ့မှုတဲ့ကုသိုလ်ကိုပြောတာမဟုတ်ဘူးအဓိကာရကုသိုလ်ကာရဆိုတာပြုတာပါပဲအဓိဆိုတာလွန်လွန်ကဲကဲအဲ့လိုတရားသဘောလေးနားလဲတော့ပိုကောင်းတယ်လွန်လွန်ကဲကဲပြုခဲ့တဲ့ကုသိုလ်ဘယ်လိုလွန်လွန်ကဲကဲပြုရလဲဆိုတော့တာမန်ကုသိုလ်ချက်လွန်ကဲတဲ့ကုသိုလ်တတဝါများတာမန်ပြုကြတဲ့ကုသိုလ်ကတော့ပိစုံမမှန်ကြီးဝါချမ်းသာဖို့ပိစုံမလုပ်ငန်းကိစ္စတွေအဆင်ပြေဖို့ဓမ္မမဟုတ်လေနောင်ဘဝဒီမှာချမ်းသာဖို့နောင်ဘဝဒီမှာပြည့်စုံဖို့နောင်ဘဝဒီမှာမတောင့်မတမကြောက်မကြနဲ့နေနိုင်ဖို့တန်တရားဘဝကြီးမှာအထက်တန်းကြကြဉာဏ်နံပါတ်လာနေနိုင်ဖို့ဆိုတဲ့အဲ့ဒီလိုပိစုံပံလောကီကောင်းကျိုးတန်တရားလောကီကောင်းကျိုးအတွက်ပဲရည်ရွယ်ပြီးတော့ကုသိုလ်ကောင်းပြုကြတယ်အဲ့ဒီလိုပိစုံပံကြီးဝါရေးတန်တရားချမ်းသာရေးအတွက်ဥတည်ပြီးတော့ပြုတဲ့ကုသိုလ်ဟာတာမန်ကုသိုလ်ပါအဓိကယကုသိုလ်မဟုတ်ပါဘူးအထင်ကယကုသိုလ်မဟုတ်ပါဘူးတနည်းပြောမယ်ဆိုရင်ပါရမီကုသိုလ်မဟုတ်ပါဘူးတန်တရားဝဆင်းရဲကလွတ်မြောက်ဖို့ဆိုတဲ့ရည်ရွယ်ချက်နဲ့ပြုတဲ့ကုသိုလ်နိဗ္ဗာန်ကိုမျက်မှောက်ပြုဖို့ဆိုတဲ့ရည်ရွယ်ချက်နဲ့ပြုတဲ့ကုသိုလ်မျိုးကိုမှအဓိကယကုသိုလ်အထင်ကယကုသိုလ်ပါရမီကုသိုလ်လို့ခေါ်ပါတယ်ဘာလို့ပဲလို့နိဗ္ဗာန်ကိုဥတည်ပြီးလုပ်လို့ရှိရင်ဘာလို့ဆိုမှဒီမှာကုသိုလ်အလုပ်အပြစ်ကင်းတဲ့အလုပ်ကိုဆိုလိုပါတယ်ဘုရားတရားတန်ခါယန္တာတော်နဲ့ပတ်သက်တဲ့ကုသိုလ်အလုပ်ကိုလုံးဝပါရမီမဟုတ်ဘူးအနာဝိဇ္ဇဓမ္မအနာဝိဇ္ဇကမ္မအပြစ်မရှိတဲ့အလုပ်မိမိတို့လည်းအပြစ်မရှိလောကလူသားတွေအတွက်လည်းမိမိပတ်ဝန်းကျင်အတွက်လည်းအပြစ်မရှိတဲ့အလုပ်မျိုးကိုစိတ်ကောင်းနှလုံးကောင်းနဲ့လုပ်လို့ရှိရင်အဲ့ဒီအလုပ်ဟာပါရမီအလုပ်ပါပဲ
မနေ့ကကိုရင်လေးတစ်ပါးလျှောက်တာကတော့ချွေးထွက်အောင်ကြိုးစားခြင်းကိုပါရမီလို့ပြောတာပေါ့ဒါလည်းချွေးထွက်အောင်ဆိုတာကတကယ်ချွေးထွက်တာကိုဆိုလိုတာတော့မဟုတ်ပါဘူးကိုယ်ပင်မစိတ်ပင်မခံပြီးတော့ကြိုးစားအထောက်တာကိုပါရမီလို့သူကယူဆတာတရားထုတ်တဲ့အခါမှာလည်းကိုယ်ပင်မစိတ်ပင်မခံပြီးရတော့ရင်တော့ဘယ်တော့မှတရားမရပါဘူးနော်ကိုယ်ပင်မခံစိတ်ပင်မခံမှာပါရမီဖြစ်တယ်လို့ယူဆရင်လည်းမှားမှာပဲပါရမီဆိုတဲ့စကားလုံးကဟိုတနည်းကလည်းပြောလိုက်ပြရပါတယ်တော့ပါရမီဆိုတာရင်းမြတ်သူတွေရဲ့အလုပ်ရင်းမြတ်သူဖြစ်ကြောင်းအလုပ်ဒီအလုပ်ကိုလုံးမှလူကြောင်းဟာအဲ့ဒီအလုပ်ကိုလုပ်တဲ့လူဟာရင်းမြတ်တဲ့သူဖြစ်လာနိုင်တာမို့လို့ရင်းမြတ်တဲ့သူဖြစ်ကြောင်းအလုပ်ဒါကစာသင်ပြန်ဆန်းနေတာပေါ့ရင်းမြတ်တဲ့သူဖြစ်စေနိုင်တဲ့အလုပ်ဖြောင်းပြလိုက်တော့ရင်းမြတ်တဲ့အလုပ်ပါပဲရင်းမြတ်တဲ့အလုပ်ကိုလုပ်နေရင်ကိုယ်ပင်မစိတ်ပင်မခံပြီးဖြစ်စေမခံပြီးဖြစ်စေပါရမီဖြည့်နေတာပါပဲပါရမီကုသိုလ်ဆိုရင်ဘာကိုပဲဥတည်ရမှာလဲနိဗ္ဗာန်ကိုပဲဥတည်ရမှာနိဗ္ဗာန်ဆိုတာဘာရင်ညာမသိလည်းပဲကိုယ်လက်ရှိကြုံတွေ့နေရတဲ့ဆင်းရဲဒုက္ခမျိုးတွေလွတ်မြောက်ဖို့ဆိုတဲ့ရည်ရွယ်ချက်နဲ့လုပ်ရင်နိဗ္ဗာန်ကိုဥတည်တဲ့သဘောဖြစ်သွားတာပါပဲနိဗ္ဗာန်ဆိုတာကိုယ်ကိုယ်တိုင်မှမျက်မှောက်မပြုရသေးပဲနဲ့တော့ဘယ်လိုပဲစဉ်းစားအတိတ်ပဲမပေါက်နိုင်ပါဘူးကိုယ်ကြုံတွေ့နေရတဲ့ဒုက္ခလေးနဲ့ကိုယ်ချင်းစားပြီးတော့မှန်းဆပြီးအာရုံပြုရမှာပဲအခုနေရာဒီဆိုတော့ယာကျုဒုက္ခမပူပြင်းဘူးလားဒီမှာယုတ်ခန္ဓာကြီးယုတ်နံခန္ဓာကြီးရှိနေလို့ပူပြင်းတဲ့ဒုက္ခကိုခံစားရတယ်နိဗ္ဗာန်မှာဒီလိုပူပြင်းတဲ့ဒုက္ခမရှိဘူးဒီလိုပူပြင်းတဲ့ဒုက္ခမျိုးမရှိတဲ့နေရာဟာနိဗ္ဗာန်ပဲလို့ဒီလိုလေးနှလုံးသွင်းလိုက်လို့ရှိရင်လည်းနိဗ္ဗာန်လိုချင်စိတ်မပေါ်နိုင်ဘူးလားပေါ်နိုင်တယ်နိဗ္ဗာန်ရဲ့သဘောလည်းအကျဉ်းချင်းတော့ခံမှန်းမိနိုင်တာပေါ့ရှင်းစားမိနိုင်တာပေါ့အဲ့တော့ကိုယ်မှာဘာဒုက္ခပဲကြုံလာငါကြုံနေရတဲ့ဒုက္ခမျိုးနိဗ္ဗာန်မှာမရှိဘူးငါကြုံတွေ့နေရတဲ့ဒုက္ခမျိုးမရှိတဲ့နေရာဟာနိဗ္ဗာန်ပဲလို့နှလုံးသွင်းလိုက်လို့ရှိရင်တဖြည်းဖြည်းနဲ့နိဗ္ဗာန်ကိုခံစားတတ်တဲ့စိတ်ဓာတ်လေးတိုးပွားလာမှာပါပဲအရှင်သေဝီလေးလောင်းလျာကို9နှစ်နဲ့9ရက်ကိုဝင်ဆောင်ထားရတဲ့သုဘဝါဒမင်းသမီးလည်းပဲဒီတိုင်းပဲနှလုံးသွင်းခဲ့တာပဲငါခုကိုဝင်ဆောင်ရတဲ့ဒုက္ခဝမ်းထဲမှာကလေးက9နှစ်နဲ့9ရက်နေလို့အကြီးကျယ်နာကျင်တဲ့ဒုက္ခဝေဒနာမျိုးနိဗ္ဗာန်မှာမရှိဘူးသူသူခံဝတ္တနိဗ္ဗာန်ငါကြုံတွေ့နေရတဲ့ဆင်းရဲဒုက္ခမျိုးမရှိတဲ့နိဗ္ဗာန်ချမ်းသာပြီစွာလို့အဲ့ဒီလိုပဲမှန်းဆပြီးအာရုံပြုခဲ့တာပါပဲအဲ့တော့ဘာကုသိုလ်ပဲပြုပေါ့လေနိဗ္ဗာန်ဆိုတာငြိမ်းအေးတဲ့သဘောတစ်မျိုးလို့အကျဉ်းချင်းလေးမှတ်ထားပေါ့ရုပ်ဒုက္ခတွေနာမ်ဒုက္ခတွေဘာမှမရှိရုပ်နာမ်ဆိုတာမရှိမှတော့ရုပ်နာမ်နဲ့ပတ်သက်တဲ့ဒုက္ခတွေလည်းမရှိတော့ဘူးပေါ့ဒုက္ခမှန်သမျှမရှိတဲ့နိဗ္ဗာန်ရဲ့အထောက်ပံ့ဖြစ်ပါစေအဲ့တော့နိဗ္ဗာန်ကိုဥတည်ပြီးတော့တနည်းပြောတော့တန်တရားဝိဆင်းရဲမှလွတ်မြောက်ရေးကိုဥတည်ပြီးတော့ပြုရင်လေအထင်ကြရကုသိုလ်ဖြစ်ပါတယ်ပါရမီကုသိုလ်ဖြစ်ပါတယ်ဓမ္မမဟုတ်ကိုယ်ကောင်းစားရေးအတွက်မဟုတ်ဘဲနဲ့သူတစ်ပါးကောင်းစားရေးအတွက်ရည်ရွယ်ပြီးတော့ပြုရင်လေပါရမီကုသိုလ်အထင်ကြရကုသိုလ်ဖြစ်ပါတယ်ကိုကြည်ဝါဖို့ကိုချမ်းသာဖို့မဟုတ်ဘူးဆိုတော့ခွေးပိန်လေးတကောင်ကိုအစားစားလေးတနတ်စာအဝကျွေးလိုက်တယ်သူစားနေတဲ့အချိန်ကျွေးလိုက်တဲ့ကြောင့်ငါစားတဲ့အချိန်မှလည်းကျွေးမဲ့ပြီးပေါ်မှာပဲဆိုရင်ပေါ်ပါစေဆိုလို့ရှိရင်ပေါ်မှာပဲဆိုတာကတော့ကံကံရဲ့အကျိုးကိုယုံကြည်တဲ့စိတ်ပါပေါ်ခြင်းနဲ့ဆိုရင်တော့တဏှာဖြစ်သွားပြီကိုစားတဲ့အချိန်ကျွေးမဲ့ပြီးပေါ်ပါစေဆိုတဲ့ရည်ရွယ်ချက်နဲ့ခွေးပိန်ကလေးကိုစားဝအောင်ကျွေးတယ်ဆိုရင်တော့အဲ့ဒီကုသိုလ်ကပါရမီကုသိုလ်မဖြစ်တော့ဘူးအထင်ကြီးကုသိုလ်မဖြစ်တော့ဘူးခွေးပိန်လေးတနာပါတယ်သူခင်ဗျာစားလောင်းနေရှာတယ်ခုနေများအစားအစာတစ်ခုဝအောင်စားလိုက်ရင်စိတ်ချမ်းသာသွားမှာပဲအဲ့ဒါကိုမှပါလာတဲ့ထမင်းတုပ်ကလေးပဲဖြစ်ဖြစ်နေစာရမဝဲတဲ့ထမင်းတုပ်ကလေးပဲဖြစ်ဖြစ်အစားအစာတစ်ခုခုကျွေးလိုက်ပြီးတော့ဒီခွေးလေးကျန်းမာပါစေချမ်းသာပါစေဒီအစားအစာလေးစားပြီးတော့ညှတ်တာပါစေဆာလမုတ်သိချင်းစင်ရဲ့ပြေပြောက်ပါစေသူတစ်ပါးကောင်းစားစေခြင်းနဲ့မေတ္တာစိတ်တန်တန်လေးနဲ့ပြုမယ်ဆိုရင်လည်းအဲ့ဒီကုသိုလ်အထင်ကြီးကုသိုလ်ပါပဲပါရမီကုသိုလ်ပါပဲဒါကဒုတိယအဆင့်အနေနဲ့ပြောတာပါအဓိကကတော့တန်တရားဝိဆင်းရဲမှလွတ်မြောက်ဖို့နိဗ္ဗာန်ကိုမျက်မှောက်ပြုဖို့ဥတည်တဲ့ကုသိုလ်ဟာအထင်ကရကုသိုလ်ပါရမီကုသိုလ်ပုဗ္ဗဗုဒ္ဓေတုကတာတိကာရရှေးဖျားရှင်ရဲ့လက်ထက်မှာအဲ့ဒီလိုနိဗ္ဗာန်ကိုဥတည်ပြီးတော့ကုသိုလ်ပြုခဲ့ဘူးတဲ့ဆိုရင်တန်တပုဂ္ဂိုလ်ဖြစ်သွားပြီအနေဝေးပေမဲ့အဝေးနေပုဂ္ဂိုလ်မဟုတ်တော့ဘူးအဲ့ဒီလိုရှေးဖျားရှင်ရဲ့လက်ထက်မှာနိဗ္ဗာန်ကိုဥတည်ပြီးတော့ပြုခဲ့တဲ့ကုသိုလ်ကောင်းမှုရှိတဲ့ပုဂ္ဂိုလ်ဆိုရင်မြတ်စွာဘုရားရှင်ဉာဏ်ထဲမှာပေါ်လာတာပဲဒီနေ့ဘယ်လိုခြေချွတ်ပါမလဲလှမ်းကြည့်လိုက်လို့ရှိရင်အဲ့ဒီလိုရှင်းဖျားရှင်ရဲ့လက်ထက်မှာနိဗ္ဗာန်ကိုဥတည်ပြီးတော့ကုသိုလ်ပြုခဲ့တဲ့ပုဂ္ဂိုလ်ပေါ်လာတာချိန်လေးတန်မှပေါ်တာပေါ့လေကုသိုလ်ပြုတိုင်းတော့လည်းမပေါ်ဘူးပေါ့ဉာဏ်နဲ့ကြီးကျတဲ့အချိန်ပါရမီတွေပြည့်ဝတဲ့အချိန်တရားဥပဒေနဲ့ရဖို့အချိန်တန်နေပြီဆိုရင်တော့မြတ်စွာဘုရားဉာဏ်ထဲမှာပေါ်လာတာပဲမြတ်စွာဘုရားရှင်ဉာဏ်တော်ဒီတော့ဆက်လောင်းတော့မှတန်းပေါ်လာတော့တာပဲနော်ဟဲ့လားဘာလက်စစ်ပစ္စည်းဘာခလုံးမှတက်ဆံမလို့မြတ်စွာဘုရားရဲ့စတလတ်ကမကောင်းဘူးလား
ကောင်းတယ်မနဲ့တခါညနေတခါကြည်တာပဲစတဲ့လိုက်လိုက်တခါဖြန့်ပြီးတော့ဘယ်သူချွတ်ရပါမလဲဘယ်သူမှများကုသိုလ်အထင်ကြီးကုသိုလ်တွေပါတယ်လေအဲ့တော့ဒီဘဝအနေနဲ့ကြည့်မယ်ဆိုတော့ရှေးဘုရားရှင်တွေလက်ထက်မှာအထင်ကြီးကုသိုလ်တွေပြုခဲ့သလားမပြုခဲ့ဘူးလားကိုယ်လည်းမသိတော့ဘူးအဘိညာဉ်နဲ့မရတော့ဘာမှမသိတော့ဘူးအဲ့တော့အရေးကြီးတာကဒီဘဝမှာအရင်နေ့တွေတုန်းကပုဗ္ဗဆိုတာရှေးဆိုတာကအရင်ဘဝတွေလည်းရှေးပဲပေါ့ဒီဘဝရဲ့အတိတ်ကနေကုန်လွန်သွားခဲ့တဲ့နေ့ဆွဲတွေကုန်လွန်သွားခဲ့တဲ့ရက်တွေလတွေနှစ်တွေအသက်အပိုင်းခြားတွေအဲ့ဒါတွေကလည်းရှေးပဲပေါ့အဲ့တော့အခုလောလောဆယ်နေနဲ့အာရုံပြုလိုက်မှဆိုရင်ရှေးတုန်းကဒီဘဝရဲ့ရှေးတုန်းကဒီနေ့ရဲ့ရှေးတုန်းကအခုလောလောဆယ်နာရီမိနစ်စက္ကန့်လေးရဲ့ရှေးတုန်းကနိဗ္ဗာန်ကိုဥတည်ပြီးတော့ပြုခဲ့တဲ့ကုသိုလ်ကောင်းမှုရှိနေတယ်ဆိုရင်ရှေးဖျားရှင်နေတဲ့မှာရှိတာမရှိတာဒါဒီဘဝမှာတော့အထင်ကြီးကုသိုလ်ရှိမသွားဘူးလားရှိသွားတယ်ယောဂီတို့မှာနိဗ္ဗာန်ကိုနိဗ္ဗာန်ပစ္စည်းဟောတုနိဗ္ဗာန်ရဲ့အထောက်ပံ့ဖြစ်ပါစေသံဃာကလွတ်ဖို့ဖြစ်ပါစေဆိုသစ္စာလေးပါးကိုမျက်မှောက်သစ္စာလေးပါးကိုသိဖို့အထောက်ပံ့ဖြစ်ပါစေဆိုတဲ့ရည်ရွယ်ချက်နဲ့ပြုခဲ့တဲ့ကုသိုလ်တွေမရှိဘူးလားရှိတယ်ဒါဖြင့်အထင်ကြီးပုဂ္ဂိုလ်တွေပေါ့အထင်ကြီးပုဂ္ဂိုလ်တွေကိုဟောတာခက်လန့်လန့်မယ်အထင်ကြီးကုသိုလ်တွေရှိတယ်ဆိုတော့ပုဂ္ဂိုလ်တွေကလည်းအထင်ကြီးပုဂ္ဂိုလ်တွေဖြစ်သွားတာပေါ့ဒါဆိုရင်နိဗ္ဗာန်ကိုဥတည်ပြီးတော့ကုသိုလ်ကောင်းမှုပြုဘူးသလားမပြုဘူးလားကိုယ့်ကိုပြန်စစ်မပြုဘူးသေးဘူးဆိုရင်ပြုလိုက်အဲ့ဒါဆိုရင်ပုဗ္ဗဗုဒ္ဓတိကတတိကာရဆိုရဲသူတော်ကောင်းဂုဏ်အင်္ဂါနဲ့ပြည့်စုံသွားတဲ့အတွက်တန်တာပုဂ္ဂိုလ်ဖြစ်သွားပြီဒါဆိုရင်နေဝေးပြီမဲ့အဝေးနေပုဂ္ဂိုလ်မဟုတ်တော့ဘူးလောလောဆယ်ဘုရားတတ်တော်ဘုရားမရှိတဲ့အတွက်ကိုယ့်ကိုခြေချွတ်ဖို့ဘုရားရှင်ရဲ့ဉာဏ်မှာမပေါ်ပြီမဲ့ဘုရားတဆူဆူရဲ့လက်ထက်မှာတော့မပေါ်နိုင်ဘူးလားပေါ်နိုင်တယ်ဒါပေမဲ့ဒီလိုပြောလိုက်လို့နောက်ဘုရားမျှဝေပြောတာမဟုတ်ဒီဘဝမှာကိုပဲအဲ့ဒီလိုနိဗ္ဗာန်ကိုဥတည်ပြီးပြုတဲ့ကုသိုလ်ကြောင့်ဝိပဿနာလုပ်ပြီးလည်းတစ်ဖက်ကကြိုးကြိုးဆဆအားထုတ်တယ်ဆိုရင်ဒီဘဝမှာရင်ကိုပဲတန်ရာဇသိဒုက္ခငြိမ်းပြီးတော့ယဟန္တာကြီးဖြစ်နိုင်တာပါပဲရိုးရိုးပကတိတာဝကဆိုတာကဘဝရည်ရာနဲ့ထောင်းနဲ့ချီကဘာနဲ့ချီပြီးတော့ဒီလိုပါရမီဖြစ်ရတာလည်းမဟုတ်ဘူးဖြည့်တဲ့ပုဂ္ဂိုလ်တွေလည်းရှိတယ်တကယ်ဝရိယအားကောင်းတဲ့ပုဂ္ဂိုလ်ဆိုရင်တော့ဒီဘဝပဲဖြစ်ဒီဘဝနဲ့ပဲယဟန္တာဖြစ်ကျွတ်တာမျိုးလည်းရှိနိုင်တာပါပဲခုနှစ်သားရွယ်ကိုရင်တိတ်တလေးဆိုရင်အရင်ဘဝတော့ကနိဗ္ဗာန်နာပစ္စယောဆိုပြီးတော့ကုသိုလ်ပြုခဲ့တဲ့ဒီဘဝမှာခုနှစ်သားနဲ့ယဟန္တာဖြစ်သွားတာတဘဝပဲခြားတယ်တဘဝပဲကြားတယ်ပေါ့ဒါကြောင့်အထင်ကြီးကုသိုလ်ရှိတဲ့ပုဂ္ဂိုလ်ဟာဘုရားနဲ့ဘုရားနဲ့နီးတဲ့လူပဲပေါ့လေလို့အတူပြောမယ်ဆိုရင်တော့ဒါကြောင့်ဆိုလိုက်ပါရမီရှိရင်တတိယလည်းပါရမီဖြည့်ရင်ဖယားနဲ့နီးမယ်ခလီတရားဝဲတွေမှာတိုင်တယ်လို့ပဲတိုင်ပြီးတော့မဆောင်ဖို့ကိုနော်ကာညာနေဗေဒီနဲ့ဆိုမိတော့ဒီလိုဆိုတော့ကောင်းတယ်မှရှင်းမသွားဘူးလားပါရမီဖြည့်ရင်ဖယားနဲ့နီးမယ်သုံးကဆိုလိုက်ဒီနေရာမှာပါရမီ7ပါးနဲ့ထည့်ပြောလိုက်တော့ဘာပြောကောင်းမလဲတဏှာကြီးပြည့်သွားပါနော်အဲ့တော့ပါရမီ7ပါးကိုယ့်ကိုပဲနှလုံးသွင်းလိုက်တော့မလိလာထားသည်ဆိုလဲလိလာပေါ့ဒါနတစ်ခုတည်းမဟုတ်ဘူးနော်ခုနဒါနတစ်ခုကနမူနာပြောတာနိဗ္ဗာန်ကိုဥတည်ပြီးတော့ကုသိုလ်ကောင်းမှုတစ်ခုခုပြုထားတယ်ဝေယဝဆကုသိုလ်လေးပဲလုပ်တယ်ဆိုပါတော့ကိုကငွေချင်းမတတ်နိုင်လို့ပဲဖြစ်ဖြစ်တတ်နိုင်တော့လည်းအချင်းချင်းမပေးလို့ဖြစ်ပေါ့ဒီတရားစကားမှပဲဆိုပါတော့ဒါနအနေနဲ့မပြုဖြစ်ဘူးဒါပေမဲ့လို့ဝေယဝဆကုသိုလ်တွေဝင်ပါနေတယ်ဆိုရင်ဤဝေယဝဆပြုရတဲ့ကုသိုလ်ကောင်းမှုဟာနိဗ္ဗာန်ရဲ့ထောက်ပံ့ဖြစ်ပါစေဆိုရင်အဲ့ဒီဝေယဝဆကုသိုလ်ကလည်းအထင်ကြီးကုသိုလ်ဖြစ်သွားတာပါပဲပါရမီကုသိုလ်ဖြစ်သွားတာပါပဲခုတရားဟောတဲ့ပုဂ္ဂိုလ်ကလည်းဒီတရားဟောတဲ့ကုသိုလ်ဟာနိဗ္ဗာန်ရဲ့ထောက်ပံ့ဆိုရင်အထင်ကြီးကုသိုလ်ပဲတရားနာနေတဲ့ပုဂ္ဂိုလ်ကလည်းအခုလိုတရားနာရတဲ့ကုသိုလ်ဟာနိဗ္ဗာန်ပစ္စယောဆိုရင်အထင်ကြီးကုသိုလ်ပဲတဏှာကြီးထိုင်တဏှာကြီးဈဉ္ဉံလျှောက်တဏှာကြီးထိုင်တဏှာကြီးဈဉ္ဉံလျှောက်နဲ့သတိပဋ္ဌာန်ဝိပဿနာလုပ်ကိုအားထုတ်ရတဲ့ကုသိုလ်ကောင်းမှုဟာလည်းနိဗ္ဗာန်ရဲ့အထောက်ပံ့ဖြစ်ပါစေဆိုရင်အထင်ကြီးကုသိုလ်ပဲပါရမီကုသိုလ်ပါပဲဘာကုသိုလ်ပဲလို့နိဗ္ဗာန်ရဲ့အထောက်ပံ့ဆိုတဲ့ရည်ရွယ်ချက်နဲ့သာလုပ်ပါနောက်တစ်ခုကဥဒ္ဒနာကုသလမူလာတဲ့ကုသလကုသိုလ်ရဲ့အမြင့်အရင်တနည်းပြောရင်ကုသိုလ်ရေတောင်းမြစ်တွေအားကောင်းတဲ့ပုဂ္ဂိုလ်ဟာလည်းတန်တာပုဂ္ဂိုလ်ပဲကုသိုလ်ရဲ့ရေတောင်းမြစ်တွေဆိုတာကဘာတွေတော့ဒီမှာပြီးဓမ္မတဲ့တက်ဖူးတဲ့လူတွေရှိပါတယ်ပြီးဓမ္မဆရာကြီးပဲရောက်ပါဟိတ်6ပါးဆိုတော့ကြားဘူးရမလားကဲဘာတွေတော့ဆိုကြည့်ပါအောင်ဟိတ်6ပါးလောဘဒေါသမောဟအဲ့ဒီ၃မျိုးကအကုသိုလ်ဟိတ်ဆိုတာအကြောင်းကိုပြောတာပါပဲအလောဘအဒေါသအမောဟအဲ့ဒီ၃မျိုးကကုသိုလ်ဟိတ်ကုသိုလ်အကြောင်း
လောတော်မောလူကျုပ်ကျတော့လောတော်မောပေါ့နော်လောတော်မောရှိနေလို့ရှိရင်အကုသိုလ်တွေဖြစ်မှာမလို့သူကအကုသိုလ်ရဲ့အကြောင်းတရားတွေအကုသိုလ်ရဲ့ရေတောင်းမြစ်တွေအလောအတောအမောကြတော့ကုသိုလ်တရားတွေရဲ့ရေတောင်းမြစ်အဲ့ဒီအလောအတောအမောသုံးခုရှိနေလို့ရှိရင်ကုသိုလ်တရားတွေတိုးပွားနိုင်တယ်တိုးပွားနိုင်တယ်မို့ရှိနေတဲ့ဆိုရင်ကုသိုလ်ကဖြစ်နေပြီးသားပါကုသိုလ်ဖြစ်ရင်လည်းအဲ့ဒီအလောအတောအမောသုံးမျိုးတစ်မျိုးသုံးမျိုးနှစ်မျိုးသုံးမျိုးသုံးမျိုးပါရတာကြီးပါပဲအဲ့တော့ကုသိုလ်ရဲ့ကုသိုလ်ရေတောင်းမြစ်တွေအားကောင်းတယ်ဆိုတာအလောဘအဒေါသအမောဟလို့ခေါ်တဲ့ဓက္ခံကောင်း၃မျိုးပြည့်စုံတာကိုပြောတာပဲကုသိုလ်ရဲ့ရေတောင်းမြစ်ဓက္ခံကောင်း၃မျိုးကိုဆိုကြည့်ပါအောင်လောဘဆိုတာကလောဘပေါ့အကမနိုးတို့နန်းတို့အန်တို့နဲ့တူတူပေါ့အဲ့တော့လောဘမရှိတာလောဘကင်းတာကိုအလောဘအဒေါသဆိုတော့ဒေါသကဒေါသအကမရှိတာဆိုတော့ဒေါသမရှိတာဒေါသကင်းတာအမောဟကမောဟမရှိတာမောဟကင်းတာလောဘကလောဘကိုလိုချင်တာလို့ဘာသာပြန်လိုက်လို့ရှိရင်တော့အလောဘဆိုတော့မလိုချင်တာပေါ့အဒေါသဒေါသကိုစိတ်ဆိုးတာလို့ပြန်ရင်စိတ်မဆိုးတာပေါ့အမောဟမောဟကိုမသိတာလို့ပြန်ရင်အမောဟဆိုတော့သိတာပေါ့ကုသိုလ်အနေနဲ့နားလည်လို့အောင်ပြောလို့ရှိရင်တော့အလောဘဓက္ခံဆိုတာအစွဲကင်းတဲ့ဓက္ခံပါပဲအဒေါသဓက္ခံဆိုတာအမျက်ကင်းတဲ့ဓက္ခံပါပဲအမောဟဓက္ခံဆိုတာအမိတ်ကင်းတဲ့ဓက္ခံပါပဲအဲ့ဒီဓက္ခံ၃မျိုးရှိနေရင်ကုသိုလ်ကောင်းမှုတွေတိုးပွားသွားတယ်အလောဘဓက္ခံရှိတဲ့ပုဂ္ဂိုလ်ကသူများလောဘဖြစ်တဲ့ကိစ္စမှာလောဘမဖြစ်ဖြစ်နဲ့ကုသိုလ်တရားတွေတိုးပွားသွားတယ်အဒေါသဓက္ခံအားကောင်းတဲ့ပုဂ္ဂိုလ်ကသူများဒေါသဖြစ်တဲ့ကိစ္စမှာဒေါသမဖြစ်ဖြစ်နဲ့ကုသိုလ်တရားတွေတိုးပွားသွားတယ်အမောဟဓက္ခံအားကောင်းတဲ့ပုဂ္ဂိုလ်ကသူများမောဟဖြစ်တဲ့ကိစ္စမှာကိုယ်မောဟမဖြစ်ဖြစ်နဲ့ကုသိုလ်တရားတွေတိုးပွားသွားတယ်အကျဉ်းမြင့်အနေနဲ့အကြောင်းအကျိုးတိုက်ဆိုင်ပြီးပြောရမယ်ဆိုရင်အလောဘဓက္ခံအားကောင်းလို့ရှိရင်ဒါနကုသိုလ်တွေတိုးပွားသွားတယ်လောဘသမားကြတော့ကိုယ်ပစ္စည်းကိုမစွန့်နိုင်ဘူးစွဲထားတယ်ဆုပ်ကင်ထားတယ်အလောဘသမားကြတော့စွန့်ဖို့အခြေအနေပေးပြီဆိုတာနဲ့ပြတ်ပြတ်သားသားစွန့်လွတ်နိုင်တယ်ကိုယ်ပိုင်ဆိုင်တဲ့ပစ္စည်းတွေကိုစွန့်လွတ်နိုင်မှဒါနကုသိုလ်ဖြစ်တာပါအစွဲကင်းဓက္ခံအားကောင်းမှဒါနကုသိုလ်ဖြစ်ပါတယ်အလောဘကြောင့်ဒါနကုသိုလ်တစ်ခုတည်းဖြစ်တယ်လို့မဆိုလို့ဘူးဒါသီလကုသိုလ်ဘာဝနာကုသိုလ်တွေလည်းဖြစ်တာပါပဲတခြားကုသိုလ်တွေလည်းဖြစ်တာပါပဲထင်ရှားရအနေနဲ့လိုက်ဖက်တဲ့သဘောအနေနဲ့ပြောတာအဒေါသဓက္ခံဆိုတာကအမျက်ကင်းတဲ့ဓက္ခံဒေါသဓက္ခံအားကြီးတဲ့ပုဂ္ဂိုလ်ကြတော့ထိကနေရှိစိတ်ဆိုးထိကနေရှိစိတ်တူဘာမဟုတ်တဲ့အကြောင်းလေးနဲ့လည်းဒေါသတွေထွက်နေတယ်အမျက်တွေထွက်နေတယ်အဒေါသဓက္ခံအားကောင်းတဲ့ပုဂ္ဂိုလ်ကြတော့ဒေါသမထွက်ဘူးဆိုတာတနည်းပြောတော့မေတ္တာအားကောင်းတာပါပဲအဒေါသဓက္ခံမေတ္တာဓက္ခံအားကောင်းတဲ့ပုဂ္ဂိုလ်ကြတော့သီလကုသိုလ်တွေတိုးပွားသွားတယ်ချိန်လေးကလာကြိုက်တယ်ရိုက်ချင်တယ်ရိုက်ချင်တာဒေါသဒီဒေါသကင်းတယ်ဒီဒေါသကိုထိန်းချုပ်နေတယ်ဆိုရင်မရိုက်ဖြစ်တော့ဘူးပေါ့ဒေါသမထိန်းနိုင်လို့ပါဏာတိပါယသိက္ခာပုဂ္ဂိုလ်ကျူးလွန်မိသွားတာပဲသူများပစ္စည်းခိုးခြင်းနဲ့အာဒေါသဓက္ခံမေတ္တာဓက္ခံအားကောင်းတဲ့ပုဂ္ဂိုလ်ကြတော့ငါခိုးလိုက်ရင်ဒီစိတ်ဆင်းရဲသွားမှာပဲသူရှာဖွေထားတဲ့ပစ္စည်းလေးပျောက်သွားလို့စိတ်ဆင်းရဲတာမျိုးမဖြစ်ပါစေနဲ့လို့မေတ္တာဓက္ခံရှိတယ်ဆိုရင်တော့မခိုးဖြစ်တော့ဘူးကာမိတုမုတာသူရာနီးတူပါပဲအာဒေါသဓက္ခံအမျက်ကင်းဓက္ခံမေတ္တာဓက္ခံအားကောင်းတဲ့ပုဂ္ဂိုလ်ဟာသီလကုသိုလ်တွေသီလကုသိုလ်တိုးဖို့အခွင့်အလမ်းကြုံတိုင်းသီလကုသိုလ်တွေတိုးပါတယ်အမိကင်းတဲ့ဓက္ခံအမိဆိုတာမေးလျော်တာကိုပြောတာအမိကင်းတဲ့ဓက္ခံအသိဉာဏ်ဓက္ခံရှိတဲ့ပုဂ္ဂိုလ်ကြတော့ဘာဝနာကုသိုလ်တွေတိုးပွားသွားတယ်ဘာဝနာဆိုတာအာထုတ်သင်အာထုတ်ထိုက်တယ်ဆိုတာလည်းသိတယ်သမထကိုဘယ်လိုအာထုတ်ရမလဲဝိပဿနာကိုဘယ်လိုအာထုတ်ရမလဲသမထကနေဝိပဿနာကိုဘယ်လိုကူးပြောင်းရမလဲစသည်အပြင်အဲ့လိုအသိဉာဏ်ဘဟုတုတပညာနဲ့ပြည့်စုံတဲ့ပုဂ္ဂိုလ်ဟာဘာဝနာကုသိုလ်တွေတိုးပွားပါတယ်ပြန်ပြောပါမယ်အလောဘဓက္ခံအားကောင်းတဲ့ပုဂ္ဂိုလ်ဟာဒါနကုသိုလ်တိုးပွားပါတယ်အဒေါသဓက္ခံအားကောင်းတဲ့ပုဂ္ဂိုလ်ဟာသီလကုသိုလ်တိုးပွားပါတယ်အမောဟဓက္ခံအားကောင်းတဲ့ပုဂ္ဂိုလ်ဟာဘာဝနာကုသိုလ်တိုးပွားပါတယ်အလောအဒေါအမောဆိုပါဠိလေးပါလို့စိတ်လည်းမညစ်နိုင်ဘူးနော်ဒီလောက်ပါဠိလေးတော့ဘာမှဖြစ်မှာပေါ့အဲ့တော့ဥဒ္ဒနာကုသလမူလအဲ့ဒီလိုအလောအဒေါအမောဆိုတဲ့ကုသိုလ်ရေတောင်းမြစ်တရားတဲ့ပုဂ္ဂိုလ်ဟာလေဖယားနဲ့အနေဝေးပြီပဲအဝေးနေပုဂ္ဂိုလ်မဟုတ်ပါဘူးဖယားနဲ့နီးတဲ့လူပါပဲတဲ့နောက်တစ်ခုကတော့ဘာဝိတဘာဝနာတဲ့ဘာဝနာပွားများနေတဲ့ပုဂ္ဂိုလ်ဟာလေတန်တပုဂ္ဂိုလ်ပဲအဲ့ဒီတန်တပုဂ္ဂိုလ်ဟာလေဖယားနဲ့အနေဝေးပြီပဲအဝေးနေပုဂ္ဂိုလ်မဟုတ်ဘူးခုနကုသိုလ်ရေလောင်းတဲ့သုံးခုမှာတရားဘာဝနာအထောက်တဲ့ပုဂ္ဂိုလ်တွေအနေနဲ့ပြောမယ်ဆိုရင်အလောဘဓက္ခံအာနေလို့ရှိရင်တင်းတင်းရောင်ရဲတတ်တဲ့စိတ်မရှိဘူး
လက်ရှိအခြေအနေမှာလက်ရှိအခြေအနေပေါ်ကျင့်တဲ့စိတ်မမွေးနိုင်ဘူးအာဒေါသတက္ကံအားနေတဲ့ပုဂ္ဂိုလ်ကတိခံနိုင်စွမ်းနေပါတယ်အမောဟတက္ကံအားနေတဲ့ပုဂ္ဂိုလ်ကြတော့တရားကိုတန်ဖိုးမထားဘူးဘာဝိတဘာဝနာပွားများတယ်ဆိုတာသမထဘာဝနာရောဝိပဿနာဘာဝနာရောပါပဲသမထဘာဝနာအနေနဲ့ဗုဒ္ဓဘာသာဝင်တိုင်းအ ਨੇ ဆုံးတော့အောက်ထစ်ဆုံးကြံကျင်စေအနေနဲ့တော့ဗုဒ္ဓနုတ္တိရဲ့မေတ္တာရဲ့ဒီနှစ်ခုတော့မပေါ်မဖြစ်ပွားကူပွားတဲ့မှာတယ်ဗုဒ္ဓနုတ္တိဆိုတာကဘုရားရှင်ရဲ့ဂုဏ်တော်တွေကိုပွားများတာပါပဲအရှင်းဆုံးပြောရင်ဘုရားအကြောင်းစဉ်းစားတာပါပဲမြတ်စွာဘုရားရှင်ရဲ့အကြီးအသွေးတွေမြတ်စွာဘုရားရှင်ရဲ့အကြီးအချင်းတွေမြတ်စွာဘုရားရဲ့မြတ်စွာဘုရားရှင်နဲ့ပတ်သက်တဲ့သဘောတရားတွေမြတ်စွာဘုရားရှင်ရဲ့အကြောင်းအရာတွေကိုစဉ်းစားတာဆင်ခြင်တာနှလုံးသွင်းတာကိုဗုဒ္ဓနုတ္တိပွားတယ်လို့အရှင်းဆုံးပြောရင်ဘုရားအကြောင်းစဉ်းစားတာပါပဲမြတ်စွာဘုရားရှင်ရဲ့အကြီးအသွေးတွေမြတ်စွာဘုရားရှင်ရဲ့အကြီးအချင်းတွေမြတ်စွာဘုရားရဲ့မြတ်စွာဘုရားရှင်နဲ့ပတ်သက်တဲ့သဘောတရားတွေမြတ်စွာဘုရားရှင်ရဲ့အကြောင်းအရာတွေကိုစဉ်းစားတာဆင်ခြင်တာနှလုံးသွင်းတာကိုဗုဒ္ဓနုတ္တိပွားတယ်လို့ခေါ်ပါတယ်အရဟံသမ္မာသမ္ဗုဒ္ဓပါဠိရွတ်တာမှာဗုဒ္ဓနုတ္တိပွားတာမဟုတ်ဘူးအရဟံနဲ့ပတိအပတ်ရင်7400ရအောင်စိတ်ဓာတ်မှာဗုဒ္ဓနုတ္တိပွားတာမဟုတ်ပါဘူးအဲ့ဒီအရေးအတွက်တွေကအရေးမကြီးပါဘူးယောဂီတို့ကအရေးအတွက်နဲ့အရေးချင်းဘာကိုတန်ဖိုးထားလဲအရေးချင်းကိုတန်ဖိုးထားတယ်ဒါဆိုရင်ပတိမကုတ်တော့ဘူးပေါ့မကုတ်နဲ့တော့နော်ကုတ်ချင်လဲကုတ်ပေါ်နေတာဝါဒနာပိုင်းတော့ကုတ်ပေါ့ဒါပေမဲ့ကုတ်တဲ့ဆရာဦးဇင်းတို့ဟောနေရပြောတယ်ပေါ့အရဟံနဲ့ပါဠိကြီးရုံးမဲ့စာအရဟံကိလေသာကင်းစင်တော်မူသောမြတ်စွာဘုရားတလုံးကုတ်လိုက်အရဟံကိလေသာကင်းစင်တော်မူသောမြတ်စွာဘုရားတလုံးကုတ်လိုက်ပေါ့ဟုတ်လားကုတ်ရုံနဲ့တော့ဘာကုသိုလ်မှရမှာမဟုတ်ဘူးနော်ဘုရားရဲ့ဂုဏ်တော်အတိတ်ကိုသိမှကုသိုလ်ရမှာဦးဇင်းတို့ကတော့ဦးဇင်းတို့လည်းလူ့ကြောင့်ဘုရားတော်ကတော့ပတိစိတ်ခဲ့ပူတာပါပဲသာသနာပေါင်းကြောင့်ပိဋကစာပေလိလာဘာသာရေးနဲ့ပတ်သက်တဲ့စာပေလိလာတော့မှာစိတ်ပတိနဲ့ဂုဏ်တော်ပွားတာချက်စိတ်သက်သက်နဲ့ဂုဏ်တော်ပွားတာကပို့ပြီးတော့အကျိုးကြီးတယ်ပို့ပြီးတော့ထိရောက်တယ်ဗုဒ္ဓနုတ္တိစစ်စစ်ဖြစ်တယ်နားလည်လာတဲ့အခါကျတော့ပရိမစိတ်တော့ဘူးစိတ်သက်သက်နဲ့ပဲပွားများပါတော့တယ်အဲ့တော့အရဟံဂုဏ်တော်လေးတစ်ခုလောက်တော့အကုန်လုံးရတယ်လားဆိုကြည့်ပါဂုဏ်တော်အရဟံဂုဏ်တော်ရဲ့အဓိပ္ပာယ်တစ်မျိုးတစ်ခေါက်စီဆိုကြည့်ပါဦးအဲ့ဒီဘုရားကုံတော်လေးအဲ့ဒီမြန်မာလိုဒီပဲလေးဆင်ញင်စဉ်းစားနေတာထပ်တယ်လေတစ်ခေါက်တည်းနဲ့မပြီးဘူးခောက်ရည်အခောက်ရည်အတိအကျသိဖို့မလိုပါဘူး9မိနစ်ပွားအချိန်ရတယ်ဆို9မိနစ်လုံးအဲ့ဒါလေးထပ်တယ်လေဆင်ញင်ပေါ့အရဟံကုံတော်ပွားနည်းနှစ်ခွေစာဟောထားပြီးသားပါပဲဒါမေတ္တာဘာဝနာဆိုတာလည်းဒီတိုင်းပဲတပိတ္တအာဝိရဟွန်တုအပြာပြစာဟွန်တုရွတ်မှမဟုတ်ဘူးတတဝမေတ္တာပို့ရဲ့နှစ်ချုပ်ကတော့တတဝအားလုံးချမ်းသာကြပါစေတတဝအားလုံးချမ်းသာကြပါစေဘယ်နှလုံးလဲကဲ10လုံးနဲ့ရက်ဆက်နဲ့လည်းအကြိုက်ပဲနော်တတဝအားလုံးချမ်းသာကြပါစေဆိုတဲ့စကားလုံးကလိုရင်းပါပဲအဲ့ဒီထဲမှာအကုန်ပါပါတယ်ချမ်းသာကြပါစေဆိုတဲ့ကကျမ်းမာကြပါစေလည်းပါပြီးသားမကျမ်းမာပဲချမ်းသာပါမှာလူတွေကချမ်းသာကြပါစေလို့တချို့တရားဓမ္မတွေရှိတယ်ချမ်းသာပါစေလို့မေတ္တာပို့တယ်တပည့်တော်မချမ်းသာခြင်းမဟုတ်ဘူးဖေရတယ်မချမ်းသာခြင်းဆင်းရဲပေါ့လို့ဟုတ်လားချမ်းသာပါစေဆိုတော့ပစ္စည်းဥစ္စာချမ်းသာပါစေပြောတာမဟုတ်ဘူးကိုရောအနာယောဂတွေကင်းနေဆိုတော့လည်းချမ်းသာတာပဲမဟုတ်ဘူးလားဘေးရန်အန္တရာယ်တွေကင်းရှင်းနေတာလည်းချမ်းသာတာပဲမဟုတ်ဘူးလားချမ်းသာဒုက္ခတစ်ခုမျှ၌လောကအထုအကုန်စုဤပုပ္ပုရွရွမြင်သမျှလေဒုက္ခဝုကြီးအကုန်သိ၏တဲ့လောကမှာရှိရှိတဲ့သဘောတရားတွေအကုန်လုံးကိုသူလူတွေမြန်နိုးတဲ့သဘောကောင်းကျိုးမှန်သမျှကိုတစ်ခုတည်းပြောမယ်ဆိုရင်ဒုက္ခလို့တစ်လုံးနဲ့ပြောရင်ရတယ်တဲ့လူတွေတနေ့နေဝင်နေထွက်နေဝင်ရုန်းကန်လှုပ်ရှားပြေးသွားလာပြီးတော့ရှာဖွေနေတယ်လဲဘာအတွက်လဲဆိုရင်ဒုက္ခအတွက်ပဲမြန်မာလူဆိုတော့ချမ်းသာအတွက်ပဲကိုယ်ချမ်းသာတာစိတ်ချမ်းသာတာပစ္စည်းဥစ္စာချမ်းသာတာအနာရောဂါကင်းရှင်းလို့ချမ်းသာတာစသည်အချင်းချမ်းသာဆိုတဲ့ထက်မှာအကုန်မဝင်ဘူးလားဝင်ပါတယ်ဒါကြောင့်ဦးဇင်းတို့ကိုယ်တိုင်လည်းပဲထပ်တယ်လည်းပွားများနေကြဆိုတော့ဇကလုံးတွေဝေဝေဆဆပွားနေတဲ့ထက်တတဝါအလုံးချမ်းသာကြပါစေချမ်းသာကြပါစေရှင်နဲ့ရောက်ပါတယ်မေတ္တာဦးဇင်းပြောတဲ့အတိုင်းပွားမယ်လို့မဆိုလို့ဘူးကိုယ်ကကျမ်းမာချမ်းသာကြပါစေလို့ပွားမှအားရရင်ကျမ်းမာချမ်းသာကြပါစေပေါ့ချမ်းသာကြပါစေကိုပင်နိုင်ထားပြီမယ်ဦးဇင်းတို့လည်းတစ်ခါတည်းကျတော့ကျမ်းမာချမ်းသာကြပါစေပို့တာလည်းရှိပါတယ်
ဥပမာတယ်လီဖုန်းတွေပါဆက်ပြီးဆိုလို့ရှိရင်လူတွေကတော့ဒါပဲနော်ဆိုကွာဆိုချလိုက်တာမလားဒါမှမဟုတ်လေညဘက်တွေပါဆက်တဲ့ဆို good night ဆိုပါတော့ဆိုပြီးရောပေါ့ဦးဇင်းတို့ကျတော့ဘုန်းကြီးဆိုတော့ good night တွေပါနှိုက်မနေတော့ဘူးဟုတ်လားမနေ့ပဲဆက်ဆက်နေ့ပဲဆက်ဆက်ညပဲဆက်ဆက်ပြောစရာရှိတာပြောပြီးပြီဆိုရင်တော့ဒါပဲနော်ကျမ်းမာချမ်းသာပါစေကျမ်းမာချမ်းသာကြပါစေနဲ့မေတ္တာလေးပို့ပြီးတော့မှဘုန်းကြီးကိုကွာဆိုချလိုက်တာပေါ့နော်အဲ့တော့တခါတည်းကျတော့ကျမ်းမာချမ်းသာကြပါစေလို့ကျမ်းမာလေးပါမှာအရှင်ပြေတဲ့နေရာကျတော့လေကျမ်းမာလေးထည့်လိုက်တာပေါ့သူ့နေရာနဲ့တူပါပဲတခါတည်းချမ်းသာကြပါစေကိုပင်နိုင်ထားပြီးတော့မှဥစဉ်ကဝေဝေးဆဆထပ်ထည့်တာပေါ့တတဝါအားလုံးချမ်းသာကြပါစေဘယံအနေတွေကင်းရှင်းပြီးတော့လည်းချမ်းသာကြပါစေအနာရောဂါတွေကင်းရှင်းပြီးတော့လည်းချမ်းသာကြပါစေလူရင်ဆန္ဒတွေပြည့်ဝပြီးတော့လည်းချမ်းသာကြပါစေအကျဉ်းစိမှန်သမျှပြည့်ဝပြီးတော့လည်းချမ်းသာကြပါစေပြောဆိုမှန်သမျှအောင်မြင်ပြီးတော့လည်းချမ်းသာကြပါစေအလုပ်ကိုင်းမှန်သမျှအောင်မြင်ပြီးတော့လည်းချမ်းသာကြပါစေချမ်းသာကြပါတဲ့ရှိမှအထိပ္ပယ်ဖွင့်အမျိုးမျိုးထည့်လို့မရဘူးလားကြိုက်ရင်ယူသုံးပေါ့နော်တတ္တဝါအားလုံးချမ်းသာကြပါစေဒါကအလို့သဘောပြောတာမဟုတ်မေတ္တာသုံးမှာတဗ္ဗတတ္တဘဝန္တုဒုက္ခိတတ္တဆိုတဲ့ဇာပိုက်လေးပါပါတယ်အဲ့ဒါမေတ္တာဖို့အနှစ်ချုပ်ပါပဲတဗ္ဗတတ္တတတ္တဝါအားလုံးဘဝန္တုဒုက္ခိတတ္တချမ်းသာကြပါစေအဲ့တော့အခုဂုဏ်တော်ပွားတာနဲ့မေတ္တာပို့တာနဲ့ကတမလင်ဖေခါဆန်မျက်စိမိတ်ထိုင်မှလုပ်လို့ရတာလားတွားရင်နိုင်ရင်လည်းလုပ်လို့ရတာလားတွားရင်နိုင်ရင်လည်းလုပ်လို့ရတာဘာဝိတဘာဝနာပွားများရမယ်ဆိုတာနေစဉ်တိုင်းမှာပွားများရမှာသွားနေစဉ်ရက်နေစဉ်ထိုင်နေစဉ်လျောင်းနေစဉ်စားနေစဉ်တောက်နေစဉ်စွန့်နေစဉ်ယူနေစဉ်ဖွတ်နေစဉ်လျှော်နေစဉ်ချက်နေစဉ်ပြုတ်နေစဉ်ရေချိုးနေစဉ်မျက်နှာသစ်နေစဉ်စိတ်ညစ်နေစဉ်စိတ်ချမ်းသာနေစဉ်နေစဉ်တိုင်းမှာဂုဏ်တော်လဲပွားမေတ္တာလဲပို့အစဉ်ပြေသလိုပေါ့နှစ်ခုလုံးစုပြုံပြီးတော့မှလို့မဆိုလို့ကိုယ်စိတ်အထာလေးကိုယ့်ကိုကြည့်ပြီးတော့ဂုဏ်တော်လေးပွားလို့အစဉ်ပြေမယ်ထင်ဂုဏ်တော်လေးပွားလိုက်မေတ္တာလေးပို့ဖို့အစဉ်ပြေမယ်ထင်ရင်မေတ္တာလေးပွားလိုက်ပေါ့ဆိုတော့ရေချိုးတယ်ဆိုလို့ရှိရင်ကိလေသာအပုခတ်သိမ်းအင်းကြီးတော်မူသောမြတ်စွာဘုရားဆိုပြီးတော့ရေရဲ့အေးမြတ်မှုလေးနဲ့ကိုယ်ချင်းစာပြီးတော့မြတ်စွာဘုရားရဲ့အရဟံဂုဏ်တော်ပွားလို့ရတာပဲကျင်ကြီးချင်းကဆွန့်တဲ့ချိန်ကျတော့လေကိလေသာအညစ်အကြေးမှန်သမျှကိုဆွန့်ချပြီးတော်မူသောမြတ်စွာဘုရားလို့ပွားလို့ရတာပဲကိလေသာကျင့်စဉ်တော်မူသောမူသည်မှတ်ထားမှာမဟုတ်ဘူးအချိန်ချင်းကားလို့ဆိုဉာဏ်နဲ့ချက်ပြီးပွားရမှာရေချိုးနေရင်မျက်နှာသိနေရင်ရေရဲ့အေးမြတဲ့အထီးတူလေးနမူနာထားပြီးတော့ဤရေကဲ့သို့တတ္တဝါအားလုံးအေးချမ်းကြပါစေအဲ့ဒီကြတော့ချမ်းသာကြပါစေမလုပ်နဲ့တော့ပေါ့နော်လုပ်ချင်တဲ့လုပ်ပေါ့လေဦးဇင်းတို့လည်းမျက်နှာသိတဲ့ချိန်ကျတော့ချမ်းသာကြပါစေမလုပ်တော့ပါဘူးဤရေကဲ့သို့တတ္တဝါအားလုံးအေးချမ်းကြပါစေကိုယ်လည်းအေးချမ်းကြပါစေစိတ်လည်းအေးချမ်းကြပါစေကိုယ်စိတ်နှစ်ပါးအေးချမ်းကြပါစေမေတ္တာပို့တဲ့ဆိုကြလဲစကလုံးတမျိုးတဲ့ဆိုရင်ကြာရင်ပြင်းသွားတတ်တယ်ဒါကြောင့်အပြောင်းလဲဖြစ်အောင်ဝေဝေဆဆလေးတော့လုပ်ရပါတယ်မူသေးတော့တစ်ခုတော့ကင်ထားရမှာပေါ့ဝိပဿနာဘာဝနာနဲ့နေစဉ်တိုင်းပွားရမှာပဲသွားနေစဉ်ရက်နေစဉ်ထိုင်နေစဉ်လျောင်းနေစဉ်ရုပ်သဘောတွေနာမ်သဘောတွေကအမြဲတမ်းရှိနေတာဖောက်ပြန်သဘောတွေတိသဘောတွေကအမြဲတမ်းရှိနေတာထင်ရှားရတစ်ခုရှုလိုက်ရုံပါပဲစိတ်ဆိုးနေစဉ်စိတ်ဆိုးတဲ့သဘောလေးရှုဖို့စိတ်ဆိုးတယ်ဝမ်းသာနေစဉ်ဝမ်းသာတဲ့သဘောလေးရှုဖို့ဝမ်းသာတယ်အရှုနည်းမနည်းလေးကတော့ပြောပြီးသားပါပဲအဲ့တော့သွားနေစဉ်ရက်နေစဉ်စိတ်ဆိုးနေစဉ်စိတ်ညစ်နေစဉ်စတဲ့နေစဉ်တွေမှာအဲ့ဒီဖြစ်နေတာကိုမရှုချင်ဘူးဆိုလဲနှာသီးဝါလေးတတိကဝင်ထွက်လေးရှုလို့မရဘူးလားရတာပါပဲအမရှုစရာဘာဝနာနည်းတွေကတော့စုံနေတာကုန်မကုန်နိုင်ဘူးပွားဖို့လက်တောင်မလဲစိတ်တောင်မလဲဒါကြောင့်ဘာဝိတဘာဝနာပွားများနေတဲ့ပုဂ္ဂိုလ်ကလည်းတန်တပုဂ္ဂိုလ်အဲ့ဒီပုဂ္ဂိုလ်ကလည်းဘုရားနဲ့နီးတဲ့လူပါပဲဒါကြောင့်ဆိုလိုက်ပါခုနတခုတော့မဆိုတော့အချိန်ငဲ့ပြီးတော့ဘာဝနာပွားရင်ဖယားနဲ့နီးမယ်သုံးကဖယားနဲ့နီးတဲ့ပုဂ္ဂိုလ်တွေအကြောင်းပုဂ္ဂိုလ်ရဲ့ဂုဏ်ကြီးတွေကိုပြောပြလိုက်လို့ရှိရင်ဖယားနဲ့ဝေးတဲ့ပုဂ္ဂိုလ်ကိုလည်းဆန့်ကျင်မဲ့ကြည့်လို့မရဘူးလားနိဗ္ဗာန်ကိုဥတည်တဲ့အထင်ကြီးကုသိုလ်ပါရမီကုသိုလ်မျိုးမရှိတဲ့ပုဂ္ဂိုလ်ဟာအတန္တပုဂ္ဂိုလ်သူတော်ကောင်းမဟုတ်ဘူးသူယုံမှလို့ပြောမှာတော့အာနာစရာပါသူယုံမှတော့မပြောလို့ပါသူတော်ကောင်းပုဂ္ဂိုလ်မဟုတ်ဘူးပါဠိလိုပဲပြောတာယဉ်ကျေးပါတယ်လေအတန္တပုဂ္ဂိုလ်ဖြစ်သွားပြီအတန္တပုဂ္ဂိုလ်ဆိုတော့ဘုရားနဲ့ဝေးတဲ့လူပဲဘုရားပေါင်ပေါ်တက်ထိုင်လေဘုရားနဲ့ဝေးနေမှာပဲနော်ဘုရားဖက်အိတ်လေဘုရားနဲ့ဝေးတာပဲဘုရားနောက်ဆုံးပေါ်ကိုတကိုးရှိလို့ဘုရားပိုက်ထဲဝင်နေလေဘုရားနဲ့ဝေးတဲ့လူပါပဲကုသိုလ်ရဲ့ရေတောင်းမြစ်တွေဖြစ်တဲ့အလောဘဇက္ခံအဒေါသဇက္ခံအမောဟဇက္ခံနေအာနေနေမယ်တော့မို့လုံးဝမရှိဘူးဆိုရင်လေဘုရားနဲ့ဝေးတဲ့လူပဲအနေဝေးသလိုအဝေးနေနေတာပဲပေါ့အနေနီးရင်လည်းအနီးနေပုဂ္ဂိုလ်မဟုတ်ပါဘူးတရားဘာဝနာမပွားများဘူးဆိုရင်လေဘုရားနဲ့
အနေနီးပြီမဲ့အနီးနေမဟုတ်ဘူးအနေဝေးရင်လည်းအဝေးနေပုဂ္ဂိုလ်ပါပဲဒီတရားလေးကအနာတပိတ္တိရဲ့သမီးဖြစ်တဲ့သုလသုဘတာကိုအကြောင်းပြုပြီးတော့မြတ်စွာဘုရားဟောတာပါသုလသုဘတာဆိုတာကသောတာပန်ဖြစ်ပြီးသားပါပဲအပြုဘဝကလေးကသောတာပန်ဖြစ်ပြီးသားအခုလိုခါဆန့်ထိုင်ပြီးတော့မှနင်းကန်အားထုတ်ထားလို့ဟလာလွတ်အားထုတ်ထားလို့တရားရနေလားဆိုတော့မဟုတ်ဘူးအိမ်မှာတနေ့တန်ခါ2500အတွက်ချက်ရင်ပြုတ်ရင်စီမံရင်ခန့်ခွဲရင်ဒီလိုဝေယဝစ္စလုပ်တွေတနေ့လုံးလှုပ်ရင်းနဲ့နေစဉ်တိုင်းမှာတတိလေးကပ်ပြီးအားထုတ်လို့သောတာပန်ဖြစ်နေတာအဲ့ဒါတနေ့ကျတော့ဥက္ကမျိုးကဥက္ကတထေကြီးကလည်းအယောင်းဝယ်လို့ဘုသာဝတိရောက်လာတယ်အနာတပိတ္တိရဲ့အိမ်မှာတဲတယ်အနာတပိတ္တိနဲ့ဥက္ကတထေကြီးကလည်းငယ်ငယ်တုန်းကကြောင်းနေပဲတငယ်ချင်းငယ်ငယ်ကတည်းကသူတို့ကလည်းဂတိထားကြတယ်တို့ကြီးလာလို့သားသမီးတွေရလို့ရှိရင်တယောက်သားနဲ့တယောက်သမီးနဲ့ပေးစားကြရအောင်တဲ့အဲ့ဒါနဲ့ဥက္ကတထေရောက်လာတော့သူလပိပါဒကဝေယဝစ္စပြုစုပေးရတာပေါ့လေသူကိုယ်တိုင်ချက်ပြုတ်ပေးတယ်ရေချိုးတာပါညာအကုန်လုံးသူကဝေယဝစ္စတွေဆောင်ရွက်ပေးတယ်သောတာပန်ဆိုတော့လိမ္မာခြင်းကြီးတာပေါ့သုလပိပါဒရဲ့လိမ္မာခြင်းကြီးဘုံနဲ့အချက်ပြုတ်ကောင်းဘုံနဲ့ပြုစုကောင်းဘုံနဲ့မြင်ရတော့ဥက္ကတထေကသဘောကျတယ်ငါသားနဲ့ပေးစားမှာပဲအဲ့ဒါနဲ့နာတပိတ္တိကြီးကိုပြောတယ်ငယ်ငယ်တုန်းကတို့ဂတိထားခဲ့တာမှတ်မိရဲ့လားတယောက်သားနဲ့တယောက်သမီးပေးစားခြင်းလို့ပြောတယ်မင်းသမီးငါသဘောကျတယ်သူယူမှာတော့မဟုတ်ပါဘူးနော်သဘောကတော့တော်တော်ကြနေတာမင်းသမီးငါသဘောကျတယ်ကွာငါသားနဲ့ပေးစားမယ်အဲ့ဒါနေပေါင်းကငါတရက်တော့စဉ်းစားပြစီဦးမင်းကလည်းဂတိပေးထားပြီးမှတရက်ဘာလို့စဉ်းစားမှလဲမဟုတ်ပါဘူးကွာငါဖះနဲ့တိုင်ပင်ရင်လို့ပါတယ်အဲ့ဒါနဲ့မြတ်စွာဘုရားစီသွားပြီးတော့ရှင်မြတ်စွာဘုရားတပည့်တော်ရဲ့သမီးသုလသုဘတာကိုဥက္ကတတိကသူ့သားနဲ့ပေးစားဖို့တောင်းနေပါတယ်အဲ့ဒီဥက္ကတထေကလည်းယန္နာသုံးပါးကြည်ညိုတဲ့ပုဂ္ဂိုလ်မဟုတ်ပါဘူးခုခေတ်လေးပြောတော့ဗုဒ္ဓဘာသာဝင်မဟုတ်ပါဘူးမိစ္ဆာဒိဋ္ဌိတွေကိုကိုးကွယ်တဲ့ပုဂ္ဂိုလ်ပါအဲ့တော့တပည့်တော်သမီးသူ့ကိုပေးစားတဲ့မပေးစားတဲ့မြတ်စွာဘုရားဆုံးဖြတ်ပြီးတော်မူပါမြတ်စွာဘုရားကပေးစားဆိုရင်တပည့်တော်ပေးစားမယ်မပေးစားနဲ့ဆိုရင်မပေးစားဘူးတဲ့ကဲအိမ်တော်ရေးကိစ္စဘယ်သူနဲ့တိုင်ပင်တာတော့ဖယားနဲ့တိုင်ပင်တာဒါဖြင့်ယောဂီတို့အိမ်တော်ရေးကိစ္စဦးစင်းနဲ့မတိုင်ပင်နိုင်ဘူးလားအိုးဘုန်းကြီးတွေအရှိရေးတွေအိမ်တော်ရေးတွေဘာမှနားမလဲပါဘူးမလုံးနဲ့နားတဲ့လေဘုန်းကြီးဝင်နေတာဟုတ်လားဒါကြောင့်ဦးဇင်းတို့တခြားလူတွေတော့မပြောလို့ပါဘူးဦးဇင်းတို့နဲ့ဒီယနေ့နေ့အနိကရွှေပါရမီသာသနာပြုလုပ်ငန်းတွေလုပ်နေတဲ့ဦးဇင်းတို့ရဲ့တပည့်တကာလေးတွေကလည်းလူကြီးတွေများတာဘူးနော်ဦးဇင်းတို့ရဲ့ရွှေပါရမီလူကြီးတွေကလူကြီးတွေပဲပြောမှကြီးတဲ့တော့ပုံများတယ်နော်အဲ့ဒါရွှေပါရမီလူကြီးတွေကရုပ်ကလည်းချောပါတယ်စိတ်ကောင်းလည်းရှိပါတယ်ကုသိုလ်တရားနဲ့လည်းမွေ့လျော်ပါတယ်ကြောင်ညာဝင်တယ်လို့များဖြစ်နေမလားမသိဘူးအဲ့ဒါသူတို့ကိုပြောထားတယ်သမီးသားဘဝကလေးကဦးဇင်းစီခေါ်လာလို့ဟုတ်လားသမီးသားဘဝကလေးကခေါ်မလာပဲနဲ့ရည်ရွယ်ထားတဲ့လူမရှိပါဘူးရည်သားမရှိပါဘူးနဲ့မရှိပါဘူးမင်းသားမင်းသမီးတွေညင်းတယ်လို့ညင်းပြီးတော့ကောက်ကငင်ကထယူတော့ခေါ်တစ်သက်လုံးခေါ်မလာခဲ့နဲ့လို့ပြောထားတယ်ဟုတ်လားသမီးသားဘဝကလေးကခေါ်လာမပြပဲနဲ့ယူပြီးကမှခေါ်လာရင်တော့ပြဖို့စိတ်ကွင်းတော့ခေါ်ဖို့မလာနဲ့လို့တစ်သက်လုံးရှင်မြတ်ကဒီသမီးသားဘဝခေါ်လာပြတော့ဘာလို့မှတော့လဲရွေးပြီးမှပေါ်လို့ဟုတ်လားယူသည်မယူသည်ဆုံးဖြတ်ပြီးမှပေါ်လို့ပြောရတာဟာအဲ့ဒါဆိုတော့ရှင်ဖျားမယူနဲ့ဆိုတပည့်တော်မယူဘဲနေရမှာပေါ်တော့ခေါ်မလာတော့ဘူးတဲ့တချို့ကအခုဒီမှာကြည့်ပါဦးအနာရမိတ်တတိကြီးသမီးအိမ်အောင်ချမဲ့ကိစ္စဘုရားနဲ့တိုင်ပင်တာအဲ့ဒါနဲ့မြတ်စွာဘုရားရှင်ကဉာဏ်တော်ကြီးနဲ့ခုနစလောင်းကြီးဖြန့်ကြည့်လိုက်တော့ဥက္ကတတိကျွတ်တန်းဝမ်းမှာတိခုလောလောဆယ်ကမိစ္ဆာဒိဋ္ဌိဖြစ်နေပြီမဲ့ဒရဏသုံးပါးစီးကပ်ပြီးတော့တရားကြီးနဲ့ရမယ်ပုဂ္ဂိုလ်ဆိုတာမြင်တော့ပေးစားလိုက်ကွာတဲ့အဲ့ဒါနဲ့ပဲပေးစားလိုက်ရတော့ဆိုပါတော့ကျောင်းတော်သရုံးမှာဆိုတဲ့သုလသုဘတာကဥက္ကတထေသားရဲ့အိမ်ကိုလိုက်တော်ရတာပေါ့ဝိဒါခာမင်္ဂလာဆောင်မှာအခမ်းအနားလုပ်တယ်လို့ပါပဲကြီးကျယ်တဲ့အခမ်းအနားတွေနဲ့ပို့လိုက်တာပါပဲအဲ့ဒါသုလသုဘတာကဥက္ကတထေသားရဲ့အိမ်ရောက်တော့မင်္ဂလာအခမ်းအနားတွေကဟိုဥက္ကမြို့မှာကျင်းပတာပေါ့ကျင်းပတော့ဥက္ကတထေကမိစ္ဆာဒိဋ္ဌိဆိုတော့ဘာကိုးကွယ်နေတာလို့ဆိုတော့အစိလကလို့ခေါ်တဲ့တက္ကရုံးတွေကိုးကွယ်တာစိလကဆိုတာအဝတ်အဆိုတာမရှိတာအဝတ်မဝတ်တဲ့တက္ကရုံးနေဝိလက်စလက်ဘုံကြီးတွေပေါ့ဟုတ်လားဝိလက်စလက်ကျင့်တဲ့ဒီလိုအဝတ်စားမဝတ်ဖက်နဲ့ဝိလက်စလက်ဆိုတာကတကယ်ကိုမိမွေးတိုင်းဖမွေးတိုင်းနော်ဟိုအပေါ်ရုံအင်ကြီးလေးတွေမဝတ်တာအပေါ်လုံကြီးလေးတွေမဝတ်တာမဟုတ်ဘူးလုံးဝကိုမိမွေးတိုင်းဖမွေးတိုင်း original အဲ့ဒါကိုတက္ကရုံးအစိလကခုခေတ်ခေါ်ဝေါ်ကတော့ဂျိန်းဘုံကြီးလို့ခေါ်တယ်ဘာဘုံကြီးတဲ့တော့ဇီနာဆိုတဲ့စကားလုံးကလာတာပါပဲဇီနာကနေဂျီနာကနေဂျိန်းဆိုပြီးဖြစ်သွားတာဒါဘုရားလက်ထက်ကမှရှိတာမဟုတ်ခုလည်းရှိတာပဲဦးဇင်းတို့အိန္ဒိယသွားတော့ကလည်းအဲ့ဒီဂျိန်းဘုန်းကြီးကြောင့်ဝင်လေ့လာခဲ့သေးတယ်ဂျိန်းဘုန်းကြီးတော့မတွေ့ခဲ့ပါဘူးနော်
ဓာတ်ပုံတွေပဲတွေ့ကြတာပေါ့ဓာတ်ပုံတွေပဲဖူးခဲ့ရတာပေါ့ဟာလာတို့ဂျိမ်းဖယားပုံကလည်းပဲဦးဇင်းတို့မြတ်စွာဘုရားရဲ့ပုံတိုင်းတပုံစံနဲ့ထုထားတာဒါပေမဲ့ဒီရုပ်ထုတော်မှာတော့လေမမြင်ရဘူးပေါ့နော်အဲ့ဒါနဲ့ဦးဇင်းတို့ဟိုဓမ္မစကြာတရားဟောတဲ့နေရာအနတ္တလက္ခဏာတို့ဟောတဲ့နေရာနဲ့ကပ်ပြီးတော့လည်းပဲသူတို့ဂျိမ်းဘုန်းကြီးကျောင်းကဆောက်ထားတာတခါပါရဏသီဂင်္ဂါမြကန်းသွားပြီးတော့လေ့လာတော့လည်းပဲဂင်္ဂါမြကန်းဂင်္ဂါဒီပါရဏသီမှာလည်းဂျိမ်းဘုန်းကြီးကျောင်းကရှိတယ်ဒါပေမဲ့ဦးဇင်းတို့ကိုလိုက်ပို့တဲ့ဘုန်းကြီးကကြံတဲ့တခါတက္ကမတွေအားနာလို့ဆိုပြီးတော့ဦးဇင်းကိုခေါ်မသွားဘူးအဲ့ဒါပါရဏသီကပြန်လာမှပြောတယ်ပါရဏသီမှာလည်းဂျိမ်းဘုန်းကြီးကျောင်းရှိတယ်စောစောကဘာလို့မပြောတော့ဘူးအဲ့ဒါပါရဏသီမြကန်းနဘေကအယောင်းဆိုင်လေးတွေပေါ့လေနိုင်ငံသားတွေကဒီမှာဓာတ်ပုံတွေဒီကြက်တီးမှာရောင်းကြတယ်လို့ပေါ့ပစ္စည်းလေးတွေဓာတ်ပုံလေးတွေအဲ့ဒါရောင်းကြဝယ်ကြတယ်ဥစဉ်ကလည်းအဲ့ဒီမှာဥစဉ်ဟိုလိုက်ပို့တဲ့ဥစဉ်ကဥစဉ်ကိုဥစဉ်တွေများတယ်နော်လိုက်ပို့တဲ့ဘုန်းကြီးကဥစဉ်ကိုလက်ကလေးကုပ်ပြီးတော့ဥစဉ်တွေကဒီဘက်လာတယ်ဒီမှာဓာတ်ပုံရှိတယ်တဲ့ဘာဓာတ်ပုံလဲဆိုပို့စကတ်လေးတွေရောင်းနေတယ်ဘာလဲဆိုတော့သွားကြည့်တော့ဂျိမ်းဘုန်းကြီးတွေအခမ်းအနားနဲ့စီတန်းလှည့်လည်နေတဲ့ပုံလူတွေကလည်းပဲအဲ့ဒီဂျိမ်းဘုန်းကြီးတွေကိုပူဇော်ပသနေကြတာဂျိမ်းဘုန်းကြီးရဲ့ပစ္စည်းနဲ့ဘူးလေးတုပ်ပြီးစုတွေတောင်းနေကြတာပေါ့အဲ့ဒါဓာတ်ပုံလေးနှစ်ပုံဂျိမ်းဘုန်းကြီးတွေနဲ့ပတ်သက်တဲ့ပုံလေးနှစ်ပုံသွားတွေ့အဲ့ဒါနဲ့ဘာပဲပြောတော့ပေါ်လေဒါလည်းပဲဘာသာရေးနဲ့ပတ်သက်တဲ့ကျင့်စဉ်မဲ့ဆိုလို့အဲ့ဒီ post ကလေးနှစ်ခုအမှတ်တရလေးနဲ့ဝယ်လာမလို့အဲ့ဒါတခါကြီးအရှင်ဝင်းကပြောတယ်အရှင်ဘုရားတဲ့အရှင်ဘုရားရဲ့အိန္ဒိယပြန်အမှတ်တရလက်ဆောင်ကလည်းငရုတ်ကြွေးကြီးပဲတဲ့ဒါတခါကြီးရှင်မင်းကအရှင်ဘုရားရဲ့အိန္ဒိယပြန်အမှတ်တရလက်ဆောင်ကအမှတ်တရပစ္စည်းကလည်းငရုတ်ကြပွေးတွေကြီးပဲလို့ပြောတာနဲ့ပိုးစကတ်နှစ်ခုအသာလေးချထားခဲ့ရတယ်။ယူမလာလည်းကောင်းပါတယ်နှမို့ဒီငရုတ်ကြပွေးတန်းကြီးပဲသွားထားမှမသိဘူးနော်။ဟုတ်လားဘုရားဆောင်တွေကြားတဲ့ပြိက္ခသမုံကြားတဲ့ဘယ်သွားညှက်မှမသိဘူး။ယောဂီတို့အဲ့ဒီပိုးစကတ်ကြည့်ကြလား။ကြည့်ကြတော့နောက်တစ်ခါအိန္ဒိယသွားမှပဲဝယ်ခဲ့ရမယ်ဥရှင်ဝင်ပါပြောအဲ့ဒီငရုတ်ကြပွေးဘုန်းကြီးတွေအဲ့လေးမဟုတ်ပါဘူး။ဟာလာဂျိမ်းဘုန်းကြီးတွေကိုဥက္ကတထေသားတို့ကဥက္ကတထေတို့ကကိုးကွယ်ကြတာဆိုတော့သူတို့မင်္ဂလာဆောင်ခန္ဓာမှာမင်္ဂလာဆွမ်းကျူးတဲ့အနေနဲ့ဂျိမ်းဘုန်းကြီးတွေပဲပြင်တာပေါ့အကုန်လုံးငရုတ်ကြွေးတန်လန်းလေးတွေနဲ့လာကြတာပေါ့ဟာလာဂျိမ်းဘုန်းကြီးတန်ခါ900သူတို့လည်းပဲတန်ခါလို့ခေါ်တာအဲ့ဒါဂျိမ်းဘုန်းကြီး900အိမ်ပင့်ဆွမ်းကတ်မင်္ဂလာဆွမ်းအဲ့ဒါဆွမ်းကျူးပြီးတော့တရားနာမဆွမ်းကတ်တဲ့ဝေယဥစ္စာတွေလုပ်မယ်တရားတွေဘာတွေနာမယ်သူတို့ဂျိမ်းဘုန်းကြီးလည်းဂျိမ်းတရားဟောမှာပေါ့နော်ဒုလဲလိုက်နဲ့ချမ်းမထားနဲ့ဆိုတဲ့စိတ်လေးနဲ့ပညာရှိလို့ဟောမလားမသိအဲ့ဒါသုလသုဘတာကခန်းထဲမှာပဲနေတယ်ဒီဂျင်းဘုန်းကြီးတွေတော့ငါမကြောနိုင်ဘူးအရှက်မရှိတဲ့ကောင်ကြီးအရှက်မရှိတဲ့တတ္တဝါတွေအရှက်မရှိတဲ့လူတွေအဲ့တော့သူ့ကိုတင်းဆွဲခေါ်တယ်လားငါတို့ဘုန်းကြီးတွေကိုကြောလဲဆိုတော့မကြောနိုင်ဘူးဒီလိုအရှက်မရှိတဲ့လူတွေကိုကျမလုံးဝမကြောနိုင်ဘူးလုံးဝမဖူးတွေ့နိုင်ပါဘူးသူတို့ဟောတဲ့တရားလည်းမနာကျင်ပါဘူးဆိုတော့ရောက်ခမတွေကစိတ်ဆိုးတယ်တို့ကိုယ်ွယ်တဲ့ဘုန်းကြီးတွေကိုများအရှက်မရှိဘူးလေအရှက်အကြောင်းမရှိဘူးလေပြောရမလားဆိုပြီးတော့အဲ့ဒါနဲ့ချက်ချင်းအိမ်ဘောကဆင်းဆိုပြီးတော့ဓမ္မတွေကနှင်ချတာဒါပေမဲ့သုလသုဘတာရဲ့အဖေတွေကသုလသုဘတာမှာအပြစ်ရှိမရှိစစ်ဆေးဖို့အပြစ်ရှိရင်လည်းဆုံးမဖို့အပြစ်မရှိရင်လည်းမရှိတဲ့အကြောင်းလိုအပ်တယ်လို့တင်ပြဖို့တထေး၈ယောက်နဲ့ထည့်ပေးလိုက်တယ်အဲ့ဒါနဲ့သူကနေကြတော့ဒီ၈ယောက်ကိုပြောတော့သူမှအပြစ်မရှိကြောင်းသိသွားတော့ဥက္ကတထေးကြီးကိုပြန်ပြောကြတာပေါ့သူမှဘာအပြစ်မှမရှိပါဘူးအိမ်ဘောကနှင်ချလို့မရပါဘူးဆိုတော့နှင်လို့လည်းမဖြစ်တော့ဘူးနင်ကတော့ငါတို့ကိုယ်ကတဲ့ဘုန်းကြီးတွေကိုအရှက်မရှိတဲ့ဘုန်းကြီးတွေလေးပါလိမ့်နဲ့ပြောတယ်နင်တို့ဘုန်းကြီးတွေကဘလို့ဘုန်းကြီးတွေလဲဆိုတော့အဲ့ဒီမှာသုလသုဘတာကဘုရားရှင်ရဲ့တပည့်တန်ဃာရဲ့ဂုဏ်ကြီးပြောပြတာပေါ့မြတ်စွာဘုရားရှင်တပိသတန်ဃာယဟန်တော်တွေဟာကိုယ်နှုတ်စိတ်ငြိမ်သက်ကြပါတယ်ငြိမ်အေးကြပါတယ်ကာယကံဝစီကံမနောကံကံသုံးပါးတန်ရှင်းစင်ကြယ်ကြပါတယ်လောကရန်၈ပါးကြောင့်လုံးဝတုံ့လှုပ်ခြင်းမရှိကြပါဘူးစသည်အပြင်ဘုရားရှင်တန်ဃာတော်ရဲ့ဂုဏ်တော်တွေကိုပြောပြတော့ဥက္ကတတိနဲ့တတိကတော့ရောက်ခမတွေကဒါဖြင့်နင်တို့ဘုန်းကြီးဒီအိမ်ပင့်နိုင်မလားပင့်နိုင်ပါတယ်ကဲဒါဖြင့်ကူးချက်ချင်းပင့်မနေ့ဖြန်ကိုကြအောင်ပင့်ဥက္ကမျိုးကလည်းမိစ္ဆာဒိဋ္ဌိဘာသာပဲမိစ္ဆာဒိဋ္ဌိအကျင့်ကိုပဲကိုးကွယ်ကြတာဆိုတော့ဘုရားမရှိသံဃာမရှိဘုရားရှိတဲ့တာဝတိတွေကယူဇနာပေါင်း120ဝေးတယ်မယားဖြစ်တဲ့ရင်မိုင်ပေါင်း960ဝေးတယ်အဲ့ဒါနဲ့သူကတော့သောတာပန်လည်းဖြစ်တယ်ယုံကြည်မှုအပြည့်အဝနဲ့တခါတည်းဆွမ်းနေချက်တော်တာပဲဘုရားမရှိတဲ့သံဃာ900ကပ်ဖို့ဆွမ်းနေချက်ဟင်းနေချက်ပြီးတော့တနေ့လုံးချက်ပြီးတော့ညနေ9နာရီညနေ6နာရီပေါ့လေအခုလိုချိန်မှာပဲနေဝင်ရီရောမြတ်စွာဘုရားဟောတာဝတိမှာတရားဟောနေတဲ့အချိန်အိမ်ရှိဝရဏပဲထွက်ပြီးတော့မြက်လေးပန်းရှစ်စုကိုကောင်းကင်ပေါ်ပြစ်လွှတ်လိုက်တယ်ဘုရားမရှိတဲ့သံဃာတော်900ဘုရားတပည့်တော်အိမ်ဆွမ်းစားကြော့တော်မူပါဒီမြက်လေးပန်းရှစ်စုသီးပင်လင်ဘုရားတပည့်တော်မရဲ့ဆွမ်းစားပင့်လျှောက်တော်ပါပဲဒီမြက်လေးပန်းရှစ်စုကိုကြည့်ပြီးတော့ဘုရားတပည့်တော်မပင့်ဖိတ်ပါတယ်ဆိုတာသိတော်မူကြပါမြက်လေးပန်းရှစ်စုကိုကောင်းကင်ပေါ်ကျဲလွှတ်လိုက်တယ်စကတ်ဒုံကြီးတွေထက်သားတယ်နော်
အဲ့ဒီပညာလေးမှရှစ်စုကတခါတည်းဟိုမိုင်မောင်း960ဝေရတိကိုသွားတာသွားပြီးတော့မြတ်စွာဘုရားတာဝတိမျိုးဇေတုံမှာဟောနေတဲ့တရားဟောပလင်အထက်ကမျက်နှာချက်မှာသွားပြီးတော့မျက်လေးမှမျက်နှာချက်သွားဖြစ်နေတာအဲ့ဒါနဲ့တရားဝဲလေးပြီးတော့နာရမေသတိကအရှင်ဘုရားမနေ့ဖြန်ဘုရားမှုရှိတဲ့တန်ခါ900တပည့်တော်ရဲ့ဆွမ်းစားကြောက်တော်မူပါဟိုခေတ်ကတော့ဆွမ်းစားတွေအဝေးကြီးကကျူမပင့်ပါဘူးမနေ့ဖြန်မှာဆွမ်းကပ်မယ်ဆိုရင်ဒီနေ့သွားဖြစ်လာပါအဲ့ဒါနဲ့တပည့်တော်ရဲ့မနေ့ဖြန်ဆွမ်းစားကြောက်ပါဆိုတော့တခါကြီးငါမနေ့ဖြန်တဲ့ဆွမ်းစားတစ်ခုလက်ခံထားပြီးနေပြီတပည့်တော်ရဲ့ရှေ့မှာဆွမ်းစားပင့်တဲ့သူလည်းတယောက်မှမတွေ့ပါဘူးဘုသူဆွမ်းစားများလက်ခံလိုက်တာလေသုလသုဘဒရဲ့ဆွမ်းစားကိုလက်ခံလိုက်တာဖယားကြီးသုလသုဘဒကမိုင်မောင်း960မှာရှိတာပါဘယ်တော့မှလာပင့်လိုက်တာပါလေခုလေးတွေနဲ့ပင့်သွားတာပဲဆိုပြီးတော့မှခုနမျက်လေးမှရှစ်စုပ်ကိုပြပြီးတော့ဒီမျက်လေးမှရှစ်စုပ်ကသူဆွမ်းစားပင့်လိုက်တဲ့မျက်လေးမှနေပဲသူပင့်လိုက်တဲ့သူပို့လိုက်တဲ့ခိစ္စတွေပဲဆိုတော့မှအဝေါ်စရာကောင်းလိုက်တာဗျာဒါတော့အဝေးကြီးကနေပြီးတော့ဒီကြောင်းဝင်လာရတယ်လို့ဆိုတော့မှအဲ့ဒီမှာမြတ်စွာဘုရားရှင်ကငါဖျားနဲ့ယူဇနာပေါင်းများစွာယူဇနာပေါင်းရာထောင်ချီပြီးတော့ဝေးတဲ့နေရာမှာနေစမ်းပါစေတဲ့တန်တပုဂ္ဂိုလ်သူတော်ကောင်းပုဂ္ဂိုလ်ဖြစ်မယ်ဆိုရင်ငါဖျားရဲ့အနိနာမှာနေနေတာနဲ့အတူတူပါပဲငါဖျားရဲ့ဒူအောင်လာကပ်ပြီးတော့ငါဖျားရဲ့ဒူပေါ်သူ့လက်တင်ပြီးတော့နေပေမဲ့တန်တပုဂ္ဂိုလ်မဟုတ်ဘူးသူတော်ကောင်းပုဂ္ဂိုလ်မဟုတ်ဘူးဆိုရင်တော့ငါဖျားနဲ့အနေဝေးနေတာပါပဲဆိုပြီးတော့မှခုနဒူရီတန်တော်ပကာသင်တိဆိုတဲ့ဂါထာလေးဟောလိုက်တာပါနော်အဲ့ဒီဂါထာလေးဟောပြီးရောတရားမင်းကလည်းဝင်ပါလာကြပြီသူကဟုတ်လားသုလသုဘဒပင့်နေဆိုလည်းပြီးရောဝိတ္တကြုံနာသားကိုပြတ်တာ900ဖန်ဆင်းခိုင်းတယ်အဲ့နဲ့ပြတ်တာ900ဖန်ဆင်းနောက်တစ်နေ့ဆွမ်းသားကြောင်းမဲ့ချိန်လိုက်ရောဇေတဝန်ကြောင်းရှိအဲ့ဒီပြတ်တာ900ကောင်းကင်ဘုံကနေကျူနေတယ်ဘုရားမှုရှိတဲ့တန်ဃာတွေကလည်းကောင်းကင်ခီးကိုတက်ပြီးတော့အဲ့ဒီပြတ်တာ900ဘုံကနေစီးပြီးတော့လိုက်ပါသွားကြတယ်လန်ခရုစာထက်မြန်ပါတယ်လန်ခရုစာထက်လည်းမကောင်းဘူးလားလန်ခရုစာကလမ်းမော်ပဲမောင်းလို့ရတာဟိုကကောင်းကင်မော်ကနေမောင်းတာအဲ့ဒါဘုရားမှုရှိတဲ့တန်ဃာတွေပြတ်သက်ကြီး900နဲ့တန်းစီပြီးကြွဘယ်လောက်များကြီးညိုကြကောင်းထားလဲဘယ်လောက်များစက်တီရှိလိုက်တယ်လေအဲ့ဒါနဲ့နေစွမ်းဖုံးမေးကနေလည်းရောက်ရောဥက္ကမျိုးမှာအဲ့ဒီပြတ်သက်ကြီး900ကောင်းကင်မော်ကနေစီတန်းပြီးတော့ရက်ကောင်းကင်မော်ကနေရှင်မြတ်900ကလည်းကောင်းကင်ခီးကနေအောက်ကိုတဖြည်းဖြည်းချင်းဆင်းသက်ဥက္ကတထေကြီးလေးလှုပ်ပြီးချီးပြီးတော့ကြီးညိုနေတယ်ဒီလိုအထူးဆန်းတစ်ခါမှမတွေ့ဘူးဒီလိုတကူတော်ဒီဘာမှတစ်ခါမှမဖူးဘူးတို့ကိုယ်ွယ်တဲ့ငယ်ဦးကျပေဘုန်းကြီးတွေနဲ့တော့တခြားစီဟုတ်လားတို့ကိုယ်ွယ်တဲ့ချိန်ဘုန်းကြီးတပေဒီနာအောင်တော့မခုန်နိုင်ဘူးဟိုကကောင်းကင်ခီးကနေဇန်နဲ့ကြွအဲ့ဒီမှာねကြီးညိုလုံးလုံးအားရလုံးလုံးလေ9ရက်တိုင်ဆွမ်းကတ်တယ်ငကိုကတရက်ပဲကတ်ဖို့ရည်စူးထားတာ9ရက်လုံးကတ်ပြီးတော့မြတ်စွာဘုရားရှင်ကလည်းတထေးကြီးနဲ့လည်းမကောက်ဘူးလေအားလုံးနဲ့တပ်ပရဖြစ်မဲ့တရားဟောပြီးတယ်ဟောပြီးတော့မှဥက္ကတထေးကြီးလည်းယထာသုံးပါးစီကတ်ဥက္ကမျိုးသူမျိုးသားတွေကုသိုလ်တရားတိုးပွားဖို့အတွက်ဆိုပြီးတော့အရှင်နိရောဓကိုလည်းမြတ်စွာဘုရားကအဲ့ဒီမျိုးမှာထားခဲ့တယ်အရှင်နိရောဓကနေစဉ်မျိုးသူမျိုးသားတွေကိုတရားဓမ္မတွေဟောကြတော့တစ်မျိုးလုံးယထာသုံးပါးကိုစီကတ်တဲ့ပုဂ္ဂိုလ်တွေဖြစ်သွားကြတယ်တချို့လည်းပဲသောတာပန်သက္ကရာကံအနာဂံစတဲ့အရိယာပုဂ္ဂိုလ်တွေဖြစ်သွားကြပါတယ်ဒီတော့တန်တပုဂ္ဂိုလ်ဆိုတာခုနဘယ်နှချက်ပြောခဲ့လဲ3ချက်တန်တပုဂ္ဂိုလ်3ချက်သိရင်အတန်တပုဂ္ဂိုလ်လည်း3ချက်သိရမယ်ဒါပေမဲ့အတန်တပုဂ္ဂိုလ်ရဲ့နေရာမှာလည်းပဲအင်္ဂါ3ချက်ဖွင့်ပြထားသေးပါတယ်ဒိဋ္ဌဓမ္မိကဝိတိဏပရလောကဒိဋ္ဌဓမ္မဂရုကဝိတိဏပရလောကပစ္စုပန်ဘဝကိုပဲထက်တွက်ပြီးတော့နောက်ဘဝဆိုတာကိုထက်မတွက်တဲ့ပုဂ္ဂိုလ်ဟာလေအတန်တာပုဂ္ဂိုလ်ပဲတဲ့တန်တာပုဂ္ဂိုလ်လည်းသူ့ရဲ့ဆန့်ကျင်ဘက်ယူလို့ရတာပေါ့တချို့ကနောက်ဘဝကိုလည်းမြင်ရတာမဟုတ်ကိုလည်းသိတာမဟုတ်ရှိတယ်မရှိဘူးမသိကြဒီဘဝကောင်းရင်ပြီးရောဒီဘဝကြီးပွားရင်ပြီးရောဒီဘဝချမ်းသာရင်ပြီးရောဆိုတဲ့စိတ်ဓာတ်မျိုးမွေးကြတယ်သိရင်ပြီးပြီဆိုတဲ့အယူဆမျိုးလက်ကင်ထားတတ်ကြတယ်နောက်ဘဝကိုမှမမြင်ရတာမရှိဘူးတဲ့ကိုမှမရောက်တဲ့ဘယ်လိုမြင်ရမှာတော့နော်အနာဂတ်နောက်ဘဝကိုသိနေတဲ့အပင်ကြီးရရင်တော့ကိုယ်ပဲဘဝရောက်မလဲသိမှာပေါ့ဘယ်ဘဝကလာလွယ်လဲဆိုတာလေပုပ္ပညဝဒအပင်ကြီးရရင်သိမှာပေါ့အခုယောဂီတို့ကတော့နောက်ဘဝရှိတယ်ဆိုတာယုံရဲ့လားဘာလို့ယုံတာတော့ယုံခြင်းလို့ယုံတာပေါ့ဟုတ်လားတရားဓာတ်ခံအားကောင်းတဲ့ပုဂ္ဂိုလ်ကြတော့လေအထူးတည်းလည်းအကြောင်းကျိုးဘာညာမရှင်းပြလည်းပဲတရားအားကောင်းလို့ရှိရင်သူ့လိုလိုကိုယုံတော့တာပဲဘာမှလည်းခက်ခဲတဲ့ကိစ္စမဟုတ်ပါဘူးဒီဘဝမှာလူတွေကြည့်လိုက်ဒီမျက်စိပဲဒီနှာခေါင်းပဲဒီပါးစပ်ပဲဒီမျက်နှာဒီလက်ဒီခြေသဘောတဘာဝချင်းတူပါလျက်ကနေလူတွေတယောက်နဲ့တယောက်ချွတ်ဆွတ်တူတယ်ဆိုတာမရှိဘူးလူတွေမျက်နှာရုပ်ဆင်းကိုကွဲနေကြတယ်ပစ္စည်းရှိတာပစ္စည်းမဲ့တာဂုံရှိတာဂုံမဲ့တာအမျိုးမြတ်တာအမျိုးနှိမ့်တာစသည်အဖြစ်လည်းပဲတယောက်နဲ့တယောက်မတူကြဘူးကွဲပြားနေကြတယ်အဲ့ဒီလိုလူတွေတယောက်နဲ့တယောက်အကျိုးပေးခြင်းမတူတာကြည်လိုက်ရုံနဲ့ကိုပဲအကြောင်းတွေမတူတာတော့ရှိခဲ့ပြီအကြောင်းတစ်ခုခုတော့ရှိခဲ့ပြီ
အဲ့ဒီအကြောင်းဟာလေဒီဘဝမှာတော့ဘယ်သူမှမွေးကြတဲ့ကကိုလှအောင်ကိုချမ်းအောင်လေလှုပ်ရတာမဟုတ်တော့အတိတ်ဘဝတစ်ခုခုမှာအကြောင်းတရားတွေတော့ဖန်တီးခဲ့မှာပဲဒီအကြောင်းတရားတွေရဲ့မွေးဖွားရဘဝတစ်ခုဆိုတာရှိခဲ့ရမယ်ပစ္စုပန်မှာလူတွေတရားနဲ့တရားအကျိုးဝေးမတူတာကိုကြည့်ပြီးတော့အရင်ဘဝရှိတယ်ဆိုတာသိနိုင်ပါတယ်ပစ္စုပန်ဘဝကိုပဲတမိုးထားနောက်ဘဝမယုံမှုဆိုရင်ကုသိုလ်ကောင်းမှုတွေလည်းမလုပ်ဖြစ်တော့ဘူးလုပ်နေလည်းဘာထူးမှလဲအကုသိုလ်တွေလည်းမရှောင်ဖြစ်တော့ဘူးဒီဘဝခံစားရရင်ပြီးရောအဲ့ဒီလိုနဲ့ကုသိုလ်တရားတွေနေပါအကုသိုလ်တရားတွေတိုးပွားပြီးတော့သိလို့ရှိရင်အပယ်လေးပါရောက်မှာပါပဲအဲ့ဒီလိုပစ္စုပန်ဘဝပဲထက်တက်ပြီးတော့နောက်ဘဝထက်မတက်တဲ့ပုဂ္ဂိုလ်ဟာလည်းအတ္တန္တပုဂ္ဂိုလ်ဖျားနဲ့ဝေးနေတဲ့ပုဂ္ဂိုလ်ပါပဲအာမိတဂရုကကာမစည်းစိမ်ကိုပဲအလေးထားပြီးတော့တရားဓမ္မကိုအလေးမထားတဲ့ပုဂ္ဂိုလ်ဟာလည်းဖျားနဲ့ဝေးတဲ့ပုဂ္ဂိုလ်ပါပဲတစ်ဖက်မြင်ပုဂ္ဂိုလ်ပေါ့မြတ်စွာဘုရားရှင်ကနှစ်ဖက်မြင်ပုဂ္ဂိုလ်တစ်ဖက်မြင်ပုဂ္ဂိုလ်စုံလုံးကံပုဂ္ဂိုလ်ဆိုပြီးတော့ဟောထားတယ်လောကီစီးပွားလည်းရှာတတ်တယ်လောကုတ္တရာစီးပွားလည်းရှာတတ်တယ်ဆိုရင်နှစ်ဖက်မြင်ပုဂ္ဂိုလ်လောကီစီးပွားပဲရှာတတ်ပြီးတော့လောကုတ္တရာစီးပွားမရှာတတ်ရင်တစ်ဖက်မြင်ပုဂ္ဂိုလ်လောကီစီးပွားလည်းမရှာတတ်လောကုတ္တရာစီးပွားလည်းမရှာတတ်ဆိုရင်တော့စုံလုံးကံပုဂ္ဂိုလ်တဲ့အဲ့ဒီလိုလောကီစီးပွားတစ်ခုလောကီကြီးပွားရေးမျက်စိတစ်ခုပဲရှိတဲ့ပုဂ္ဂိုလ်လောကီစည်းစိမ်တွေပြည့်စုံအောင်ပဲကြိုးစားတတ်တဲ့ပုဂ္ဂိုလ်ဟာလည်းအတ္တန္တပုဂ္ဂိုလ်ပဲဖျားနဲ့ဝေးတဲ့ပုဂ္ဂိုလ်ပါပဲဇီဝိကထာယပပ္ပစိတယဟန်ပြုတာတန်မြတ်လွတ်ခြင်းလို့ပြုတာမဟုတ်ဘဲနဲ့အတမွေးဝမ်းကြောင်းချောင်းလေခြင်းလို့အနေချောင်းအစားချောင်းခြင်းလို့ယဟန်ပြုတဲ့ပုဂ္ဂိုလ်ဟာလည်းဖျားနဲ့ဝေးတဲ့ပုဂ္ဂိုလ်ပါပဲအစားချောင်းခြင်းလို့အစားကောင်းတောက်ကောင်းစားခြင်းလို့ယဟန်ပြုတဲ့ပုဂ္ဂိုလ်ကြတော့ပရိယလို့ပฏิပတ်လို့လည်းအာမထုဖြစ်တော်ဘူးပေါ့အဲ့ဒါဆိုရင်ဖျားနဲ့ဝေးတဲ့ပုဂ္ဂိုလ်ပါပဲဒါကယဟန်အနေနဲ့ပြောတာလူအနေနဲ့ဆိုလေတရားဘာဝနာလုပ်ဒီအားထုတ်တယ်ပပ္ပစိတဆိုတာကိလေသာတွေကိုမောင်းထုတ်တဲ့ပုဂ္ဂိုလ်ကိလေသာတွေကိုစိတ်ကနေနှင်ထုတ်နေတဲ့ပုဂ္ဂိုလ်ကိုပပ္ပစိတခေါ်တာပဲယောဂီဆိုတာလည်းပပ္ပစိတပဲလောကီကြည်ဝါခြင်းလို့ချမ်းသာခြင်းလို့လူဝင်ဆန္ဒလေးပြည့်ဝခြင်းလို့လုပ်ငန်းဆောင်တာလေးအောင်မြင်ခြင်းလို့ဆိုတဲ့ရည်ရွယ်ချက်နဲ့တရားအားထုတ်နေတယ်ဆိုရင်သူလည်းအတ္တန္တဖြစ်သွားမှာပဲဘုရားနဲ့ဝေးမှာပါပဲဒါကြောင့်အတ္တန္တပုဂ္ဂိုလ်ရဲ့ရည်ချင်းတွေပြန်မှန်လိုက်တော့ပိဿုပန်တဘောရဲပဲမကြည့်ဘူးတန်တရားတိအဝေးကိုမျောကြည့်တယ်မျက်မွေးတစ်စုံမကြည့်ဘူးမျက်စိတစ်စုံကြည့်တယ်နောက်လောကီစည်းစိမ်လောက်ပဲအလေးနဲ့မထားဘူးတရားဓမ္မကိုလည်းအလေးနဲ့ထားတယ်နှစ်ဖက်မြင်မျက်စိရှိတယ်အတမေဝညာချောင်းနေခြင်းလို့ယဟန်ပြုတာမျိုးမဟုတ်ဘူးလောကီစီးပွားရေးကြီးပွားရေးတဲ့တရားလို့အားထုတ်တာမဟုတ်ဘူးကုသိုလ်ကောင်းမှုပြုတာမဟုတ်ဘူးအဲ့ဒါဆိုရင်တန်တပုဂ္ဂိုလ်ဘုရားနဲ့နေတယ်အဲ့ဒါရဲ့ဆန့်ကျင်ဘက်ဆိုရင်တော့အတန်တပုဂ္ဂိုလ်ဘုရားနဲ့ဝေးပါတယ်တရားနာပိဋကများအားလုံးဘုရားနဲ့အနေဝေးပေမဲ့အဝေးနေပုဂ္ဂိုလ်မဖြစ်အောင်ကြိုးစားအားထုတ်နိုင်ကြပါစေကြိုးစားအားထုတ်နိုင်ကြတဲ့အတိုင်းလေးပဲတတိပဋ္ဌာန်ဝိပဿနာဉာဏ်နဲ့ဆင့်ဆင့်တက်မဲ့ဉာဏ်ဘုံဉာဏ်နဲ့ဆင့်ဆင့်တက်ပြီးတော့နိဗ္ဗာန်ချမ်းသာကိုဒီဘဝဒီခန္ဓာနောက်ဆုံးဖြစ်နေမျက်မှောက်ပြုနိုင်ကြပါစေလို့ဆုမွန်ကောင်းတောင်းရင်းနဲ့ဦးဇင်းတို့ရဲ့တရားကိုညီကုန်းချုပ်ပါတော့မယ်အပမဒေနတံပါဒေထာအပမဒေနမမိမလျောမပေါ်မဆပြင်းပြထက်သန်မှန်ကန်သောတတိတရားဖြင့်တံပါဒေထသီလသမာဓိပညာဥဆွသောသိက္ခာ၃ပါးတို့ကိုကိုယ်စီကိုယ်ငါပြည့်စုံအောင်ကြိုးစားအားထုတ်နိုင်ကြပါစေကုန်သတည်းယခုလိုတရားတော်များကိုအစင်မပြတ်နိုင်ယူနိုင်ဖို့ရန်ကျွန်တော်တို့ရဲ့ဓမ္မဆိုင်ကယ် YouTube Channel ကို Subscribe လုပ်ထားပေးကြပါအောင်ဗျာဗီဒီယိုတက်တဲ့နိုင်တီးရအောင်အောက်ကခေါင်းလောင်းလေးကိုလည်းနှိပ်ထားပေးပါအောင်နော်အားလုံးပဲတရားတူတရားမြတ်များရရှိနိုင်ကြပါစေကျေးဇူးတင်ပါတယ်ဗျ